သာသနာတော်နှစ်2553နှစ်ကောဇာတက္ကရာ1380ခုနှစ်တပုရဲလပိကျော်10ရက်ရန်ကုန်တိုင်းအစိမ်မြို့နယ်စော်ဘွားကြီးကုန်းရပ်ကွက်ထမ်းပင်ကုန်းဗရောက်မြိုင်စပယ်လန်းတွေအမှတ်3ရှိအနန္တဂုံကြီးကျောင်းတိုက်အတွင်းဝယ်ပထမအကျဉ်းဆင်းကျင်းပပြုလုပ်အပ်သည့်စီးစာညနေချမ်းအထူးတရားပွဲ၌ဟောကြားအပ်သောအဆိုးဆုံးကိုဖယ်ရှားနိုင်မှအကောင်းဆုံးရမည်တရားဒေသနာတော်ဒီကနေ့ဓမ္မသဘင်ခန္ဓာကိုရှေးဖုံးတော်သခင်ရှင်တော်မြတ်ဖျားဤမဟာကရုဏာကုံကိုအာယုပြုကာတိကျူဖွဲ့ဆိုအပ်သောဝန္ဒနာပနာမအာတိတဂါထာကိုရွစုပူဇော်ခြင်းဖြင့်စတင်ကြရအောင်ယောကပကောတိဟိပိယပမေယံကာလံကရွန်တော်တိဒုက္ခရာနိခေရံကတောလောကဟိတယာနာထောနမောမဟာကာရုဏိကတတတ္တယောနာထောဝိနိယမြာစွာတတ္တဝါဤချမ်းသာစီးပွားလိုလားတောင်းတဂုံပေါင်းခါသဖြင့်နာထမြညာခြင်းရှင်တော်မြတ်ဖရာသည်ကပ္ပဂောတိဟိပိခရေကဘာအရေးအတွက်သင်္ချာတို့ဖြင့်တော်လဲအဘယ်မေယံရည်တွေ့တိုင်းတာဖော်ပြခြင်းငါမစွမ်းနိုင်ပါသောကာလံလေးအသင်ချေသိမ့်နေကဘာရှိကြသောကာလပတ်လုံးလောကဟိတယတတ္တလောကဤအကျိုးစီးပွားအလို့ငါအတိဒုက္ခရာနိဥ္စာသက်ချေလက်အင်္ဂါမေတ္တာကြီးမာသမိသာနှင့်တထာဇနီစွန်ခြင်းကြီးဟုကျတိထဘွယ်ငါးသွဲအစုအလုံးခဲရင်သောမှုတို့ကိုကရွန်တော်ဖျားဖြစ်ရန်ဤတန်ကျိုးကုတ်အာထုတ်တော်မူရသည်ဖြစ်၍ခေရန်လက်ချေမျက်လုံးအသက်ဆုံးရဲ့နှလုံးစိတ်ဝံကိုရောဤပင်မခြင်းသို့ကတောဘဝဒါနကျိန်ဖန်များစွာရောက်တော်မူခဲ့ရရှာလေပြီမဟာကရုဏီကတတတ္တဝါများယင်ဝဲတာကဲ့သို့တနာချစ်ခင်မဟာကရုဏာရှင်ဖြစ်တော်မူသောတသနာတတဝိနည်းများစွာတတ္တဝါဤချမ်းသာစီးပွားလိုလားတောင်းတဂုံပေါင်းခါသည်ဖြင့်နာထမြညာထိုရှင်တော်မြတ်ဖရာအားနမောယုတိပြောင်းပြောမှန်ကိုလျော်၍ကရောယုကျူရှိခိုးခြင်းသည်အထုဘဝတုစင်စစ်မသွေဖြစ်ပါစေတည်းအဆိုးဆုံးကိုဖယ်ရှားနိုင်မှအကောင်းဆုံးရမည်လူတိုင်းဟာအကောင်းဆုံးဆိုတာရကြတယ်ဘယ်ဘက်ကကြည့်အကောင်းဆုံးကိုလိုချင်ကြမှာပဲသို့တော့အကောင်းဆုံးရဖို့အတွက်ဘာလုပ်ရမလဲဆိုရင်အဆိုးဆုံးကိုဖယ်ရှားရမယ်ပေါ့အဆိုးဆုံးကိုမဖယ်ရှားဘဲနဲ့အကောင်းဆုံးကိုဘယ်သူမှမရနိုင်ဘူးဘာသာရေးလုပ်ငန်းပဲဖြစ်ဖြစ်အခြားကုသိုလ်ရေးလုပ်ငန်းပဲဖြစ်ဖြစ်လူမှုရေးလုပ်ငန်းပဲဖြစ်ဖြစ်စီးပွားရေးလုပ်ငန်းပဲဖြစ်ဖြစ်နေ့စဉ်လုပ်နေကြတဲ့လုပ်ငန်းတွေကအကောင်းဆုံးဒီနှစ်ခုကိုရွေးချယ်ကြရမှာဖြစ်တယ်အကောင်းဆုံးရခြင်းပြီဆိုလို့ရှိရင်အဆိုးဆုံးတွေပါရှိတယ်လေအဲ့ဒီအဆိုးဆုံးတွေကိုဖယ်ရှားတန့်စင်နိုင်မှအကောင်းဆုံးဆိုရဈေးဝယ်တဲ့အခါမှာအကောင်းတဲ့အဆိုးကြီးကြတယ်ပေါ့ဆိုပါစို့တစ်သီးဝလံဝယ်ကြတယ်ဝယ်တဲ့အခါကျတော့ရွေးကြတယ်ပေါ့ဘယ်ဟာကောင်းတယ်လဲဘယ်ဟာပူကြီးတယ်လဲဘယ်ဟာကအနာစာလွတ်တယ်လဲဒီလိုရွေးကြတာမဟုတ်လားအဲ့လိုရွေးတဲ့အခါမှာ
မကောင်းတာတွေဆိုဖယ်ထားပြီးတော့ကောင်းတာလေးကိုရွေးယူချတယ်ပေါ့လောကလူသားတွေဟာပြင်ပကပစ္စည်းတွေကိုအကောင်းရွေးတတ်တော်လဲကိုယ်ွယ်မှုဘာသာတရားနဲ့ပတ်သက်ပြီးတော့အကောင်းရွေးတတ်ခဲ့တယ်ပေါ့လူတွေရဲ့နေ့စဉ်ကျင့်သုံးရမယ့်အကျင့်တရားတွေနဲ့ပတ်သက်ပြီးတော့လည်းပဲအကောင်းအဆိုးရွေးတတ်ခဲ့တယ်အကောင်းဆုံးမရွေးတတ်လို့ရှိရင်အကောင်းရဖို့ဆိုတာခက်ခဲသွားတယ်ပေါ့ဘာဖြစ်လို့တော့ဆိုရင်တခါတည်းအဆိုးကိုကအကောင်းထင်အဆိုးကိုအကောင်းထင်ပြီးတော့ယူလိုက်လို့ရှိရင်ဘာရမလို့အဆိုးပဲရမှာပဲအကောင်းကိုအဆိုးထင်ပြီးတော့ဖယ်လိုက်လို့ရှိရင်လည်းပဲအကောင်းလက်လွတ်မသွားပေဘူးလားလက်လွတ်သွားတယ်အဲ့တော့အကောင်းနဲ့အဆိုးဆိုတာဒီနှစ်ခုကိုတတိဝလံဝယ်တဲ့အခါမှာအကောင်းဆိုးရွေးချယ်ပစ္စည်းဝယ်တဲ့အခါမှာအကောင်းဆိုးရွေးချယ်တတ်တယ်လို့မိမိလက်တွေ့ကျင့်သုံးရမယ်ဘဝမှာလက်တွေ့ကျင့်သုံးရမယ်တရားဓမ္မနဲ့ပတ်သက်လို့လည်းအကောင်းဆုံးရွေးတတ်ဖို့လိုအပ်တယ်တဲ့ပစ္စည်းကိုအကောင်းဆုံးရွေးတတ်ဖို့ဆိုတာလွယ်လွယ်ကူကူနဲ့သိရှိနားလည်ကြတော့လေလက်တွေ့ကျင့်သုံးဖို့တရားဓမ္မနဲ့ပတ်သက်ပြီးအကောင်းဆုံးရွေးချယ်တတ်ဖို့ဆိုတာအမတန်မှခဲရင်တယ်ဒါကြောင့်မို့လို့တရားပွဲကြီးတွေကျင့်ပါတယ်တရားနာရတယ်တရားဓမ္မနဲ့ပတ်သက်ပြီးတော့ရေးထားတဲ့စာအုပ်စာတမ်းတွေဖတ်ရတယ်မရှင်းလင်းတဲ့အချက်တွေမေးကြရတယ်မြန်းကြရတယ်ဒီလိုနည်းနဲ့ကိုကျင့်သုံးရမယ့်တရားဟာအကောင်းလားအဆိုးလားမိမိရဲ့စိတ်သဘောထားတွေဟာကောင်းတဲ့စိတ်သဘောထားလားဆိုးတဲ့စိတ်သဘောထားလားမိမိနေ့စဉ်နဲ့အမျှလိုက်နာကျင့်သုံးနေတဲ့အကျင့်တရားတွေဟာအကောင်းလားအဆိုးလားကိုလုပ်နေတဲ့အမူအရာတွေဟာလည်းအကောင်းလားအဆိုးလားဆိုတာခွဲခွဲခြားခြားသိနားလည်နိုင်မှာဖြစ်ပါတယ်ဒါကြောင့်မို့ပညာဆိုတာသူ့ဟာသူအလိုလျောက်တော့ရမလာဘူးပညာရဖို့ရနီးလန်းတွေကဘာလို့ရမလဲနံပါတ်1ကကြားနာရမယ်ဓမ္မနဲ့ပတ်သက်တဲ့အသိဉာဏ်တွေရဖို့ဆိုလို့ရှိရင်တရားဓမ္မကိုကြားနာရမယ်သင်ယူရမယ်တရားဓမ္မကိုနာယူခြင်းသင်ယူခြင်းဖြင့်အသိဉာဏ်တစ်မျိုးကိုရလာနိုင်တယ်အဲ့ဒီအသိဉာဏ်ကိုသုတမယပညာလို့ခေါ်တာပေါ့သုတမယပညာသင်လို့ရလာတဲ့ပညာမျိုးဒီပညာမျိုးကရနိုင်တာအဲ့တော့မသိရင်မရဘူးဆိုတဲ့အဓိပ္ပာယ်ရတယ်ပေါ့ဒါသုတမယပညာနောက်တစ်ခုကစိတ်တာမယပညာစဉ်းစားစိတ်ကူးရမယ်မှန်ကန်တဲ့အတွေ့အတွေ့ပြီးတော့စဉ်းစားတတ်ရမယ်စိတ်ကူးတတ်ရမယ်တကယ်တော့တရားရေးရနဲ့ပတ်သက်တဲ့စိတ်တာမယဆိုတာတော့တာမန်ပုဂ္ဂိုလ်တွေမဖြစ်နိုင်ဘူးဘုရားအလောင်းတွေမှာဖြစ်တယ်ဘုရားအလောင်းလို့ပိစိကဗုဒ္ဓအလောင်းလို့ကိုယ်တိုင်သူများစီကသင်ယူခြင်းမှတ်သားလေ့လာခြင်းမလုပ်ဖဲနဲ့ကိုယ်ပိုင်ဉာဏ်နဲ့ဝိပဿနာကျင့်စဉ်တစ်ခုကိုကျင့်ပြီးတော့မေဖို့နိဗ္ဗာန်ရဖို့ဆိုတဲ့အဆင့်ကတော့ဘုရားအလောင်းနဲ့ပိစိကဗုဒ္ဓအလောင်းမှာရှိတယ်ကျန်တဲ့အဆင့်တွေကတော့လောကီပညာပဲဖြစ်စေကျန်တဲ့အဆင့်တွေကတော့တမန်အားဖြင့်မမှန်ကန်ကန်တွေးတတ်တောတတ်လာပြီဆိုလို့ရှိရင်တော့စိတ်ဓာမယပညာဖြစ်ကောင်းဖြစ်နိုင်လိမ့်မယ်လို့ဆိုစရာရှိပါနောက်တစ်ခုကတော့ဘာဝနာမယပညာအရာတစ်ခုဟာအထက်အခါကလိလာသုံးသပ်နေဖို့လိုအပ်တယ်ပေါ့တရားဓမ္မနဲ့ပတ်သက်လာလို့ရှိရင်ကိုယ်ရိလက်နာကျင့်သုံးပြီးတော့အချိန်ချင်းအထက်ပွားများအထုတ်ခြင်းလို့ဆိုတဲ့ဘာဝနာလုပ်ငန်းတစ်ခုကိုလုပ်လိုက်ပဲဆိုရင်ထူးခြားတဲ့အသိပညာတွေရလာနိုင်တယ်အဲ့ဒါကြတော့ဘာဝနာမယပညာလို့ခေါ်တယ်အဲ့တော့သုတမယပညာဆိုတာသင်ခြင်းကြားနာခြင်းမှတ်ယူခြင်းဖြင့်သုတမယပညာကိုရနိုင်တယ်ထိုသင်ထားတဲ့အတိုင်းလက်တွေ့ကျင့်သုံးခြင်းဖြင့်ဘာဝနာမယပညာကိုရနိုင်တယ်
အဲ့တော့သုတ္တတို့ဘာဝနာတို့ဆိုတာမရှိလို့ရှိရင်အခုပြောတဲ့ပညာမျိုးတွေမရနိုင်ဘူးတဲ့မရနိုင်လို့ရှိရင်အကောင်းအဆိုးဆိုတာခွဲခြားသိဖို့ခက်ခဲတယ်ပေါ့အဲ့တော့အကောင်းအဆိုးခွဲခြားသိဖို့ဟာဘဝခရီးကိုရှောင်လန်းနေကြတဲ့ပုဂ္ဂိုလ်တိုင်းဟာကိုယ့်ဘဝကိုယ်လမ်းကြောင်းကိုရှင်းရှင်းကြီးသိဖို့လိုတယ်ဓမ္မင်္ဂုံရက်ွက်မှာနေမယ်ဆိုလို့ရှိရင်ဓမ္မင်္ဂုံရက်ွက်မှာရှိတဲ့လမ်းတွေဘယ်လွမ်းသွားရင်ဘယ်နေရာရောက်တယ်ဆိုတာဒီရက်ွက်ထဲမှာနေတဲ့ပုဂ္ဂိုလ်တွေမသိပေဘူးလားအေးအဲ့ဒါလို့သိတယ်လို့ပဲကိုယ်လည်းတွေ့ကျင့်သုံးနေတဲ့တရားဓမ္မတွေလည်းပဲဒီလမ်းလိုက်လို့ရှိရင်ဒီစခန်းရောက်မယ်ဆိုတာသိဖို့မလိုအပ်ဘူးလားအဲ့ဒါလို့မသိပဲနဲ့မှန်တမ်းပြီးတော့ရှောက်လန်းလို့ရှိရင်လူရစခန်းမရောက်နိုင်ပဲနဲ့ဖြစ်တတ်တယ်တဲ့မရောက်ရင်တော့မကဘူးတချို့ကြတော့ဆင်းရဲဒုက္ခနဲ့ကြုံတွေ့ရတာမျိုးတောင်ဖြစ်နိုင်တယ်ပေါ့အေးဒါကြောင့်မို့လို့မှန်ကန်တဲ့လမ်းစဉ်တစ်ခုအကိုယုံကြည်ရမယ်တရားတစ်ခုဆိုတာကိုယ်တိုင်ရွေးချယ်ဖို့ရွေးချယ်တတ်တဲ့ပညာအရင်ရအောင်သင်ပြီးတော့ကိုယ်တိုင်ရွေးချယ်ပြီးတော့လိုက်နာကျင့်သုံးမှုမြတ်စွာဘုရားကတရားဓမ္မနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားတရားနဲ့ပတ်သက်ပြီးတော့အလုံးသိကြတယ်တရားကုံတော်6ပါးလို့ခေါ်ကြတာခုံဆိုတာအည်အသွေးကိုပြောတာအည်အသွေးကိုပြောတာတရားနဲ့ပတ်သက်ပြီးတော့ဒီနှစ်သက်စရာကောင်းတဲ့စိတ်ချရမယ့်အည်အသွေးတွေဆိုတာရှိရတယ်ဥပမာပစ္စည်းတစ်ခုဝယ်မယ်ဆိုရင်ထိုပစ္စည်းရဲ့အည်အသွေးကိုသိရတယ်မဟုတ်လားဆိုပါစို့အထည်တစ်ခုဝယ်မယ်ဆိုလို့ရှိရင်သူ့ရဲ့အည်အသွေးကဘာလဲဆိုပါစို့အယောင်လေးကတော့လှတယ်ဒါပေမဲ့အယောင်ကခါနှစ်ခါလျှော်လိုက်ရင်အယောင်တွေကျွတ်သွားတယ်ဆိုရင်ဒါအည်အသွေးညံ့တယ်လို့ပြောမှာပေါ့အေးမလျှော်ခင်ကတော့ဒီအဝတ်ကလေးကပြက်မြန်ပြူးပြူးအတွန့်အလိမ့်မရှိပဲနဲ့ချောချောညက်ညက်ကလေးရေတစ်ခါလောက်လျှော်လိုက်တဲ့အခါတွန့်လိန်သွားတာမျိုးမရှိဘူးလားရှိပါဘူးဗျာဒါအည်သွေးညက်တယ်လို့ပြောတာပေါ့နော်အဲ့ဒါလို့အဖို့အလျှော်မခံတဲ့အဝတ်များဟာအည်သွေးညက်တယ်လို့ပဲလေးလံဆန်းစစ်ကြည့်လိုက်တဲ့ယုံကြည်မှုမျိုးကျင့်သုံးမှုမျိုးဟာတကယ်တန်ဖိုးရှိတဲ့အရာမဖြစ်နိုင်ဘူးတဲ့ကြောက်ဆိုလို့ရှိရင်လည်းဆိုပါစို့အင်မတန်တန်ဖိုးရှိတဲ့ကြောက်တယ်ဘာကြောင့်တန်ဖိုးရှိတာလဲဆိုရင်ဗရမ ्या ယရနာဆိုပါစို့တန်ဖိုးရှိတဲ့ကြောက်လေးဟာအယောင်ပြက်သွားတာလည်းမရှိဘူးမှိမ့်မိန်သွားတာလည်းမရှိဘူးသူကတောက်ပမြဲတောက်ပနေတယ်စိန်တို့ဘာတို့ဆိုတာတာမန်ကြောက်တွေနဲ့မတူဘူးဗရမ ्या တို့ဆိုတာလည်းတာမန်ကြောက်တွေနဲ့မတူဘူးဒါကြောင့်မို့လို့တန်ဖိုးကြီးတယ်ကြာရှည်ခံတယ်ဒီလိုပစ္စည်းတွေမှာဆိုင်ရာအည်သွေးတွေရှိလမ်းပေါ်မှာလမ်းခင်းနဲ့ကြောက်ကြတော့အယောင်လည်းမရှိဘူးတန်ဖိုးလည်းမရှိဘူးဟုတ်ကဲ့လားပြီးတော့အဲ့ဒီကြောက်တုံးကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်အက်တွေနဲ့အနာတွေနဲ့အစာတွေနဲ့ဗရမ ्या ကြောက်တုံးလေးကိုကြည့်လိုက်မယ်ဆိုရင်အက်လည်းမရှိဘူးအစင်းကြောင်လည်းမရှိဘူးအယောင်ကလည်းတောက်တယ်ဆိုတော့တန်ဖိုးချင်းကမတူဘူးပေါ့အဲ့ဒီတန်ဖိုးကိုလည်းပဲနားလည်တဲ့ပုဂ္ဂိုလ်ကမှတန်ဖိုးထားတတ်တယ်ပေါ့နားမလည်တဲ့ပုဂ္ဂိုလ်ကျတော့တန်ဖိုးမထားတတ်ပြန်ဘူးအေးကောင်းပြီဗုဒ္ဓဟောကြားတဲ့တရားဓမ္မတွေနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားကတရားဓမ္မရဲ့အည်အသွေးတွေကိုဘယ်လိုဖော်ပြထားတော့ဆိုရင်နံပါတ်1ကသွားခါတော်တဲ့သွားခါတော်ရဲ့အဓိပ္ပာယ်ကသူအခါဒ well spoken မှန်မှန်ကန်ကန်ဟောထားတယ်အဲ့ဒါကအမတန်မှအရေးကြီးတယ်ကိုပြောတဲ့စကားမှန်ဖို့သိလို့တယ်မမှန်မကန်ပြောထားလို့ရှိရင်ဒီတရားကိုလိုက်နာကျင့်သုံးတဲ့ပုဂ္ဂိုလ်ဟာအကျိုးမဲ့ဖြစ်နိုင်တယ်ပေါ့ဆိုပါစို့လမ်းညွန်ပုဂ္ဂိုလ်တယောက်ကအေးထမ်းမင်ကုန်ရက်ွက်ကိုဘယ်နေရာကသွားတယ်ဆိုတာ तू မသိပဲနဲ့လမ်းညွန်လိုက်ရင်အမှားလမ်းညွန်လိုက်ရင်
ထမင်းကုန်းရက်ွက်ကြီးမရောက်ဖဲနဲ့တခြားလမ်းချော်မသွားနိုင်ဘူးလားပြောတဲ့အတိုင်းသူပြောတဲ့အတိုင်းလမ်းဟာဖြောင့်ပြီးတော့တကယ်ရောက်တဲ့ဟာမျိုးဖြစ်ရမယ်ပေါ့ဆိုပါစို့တကယ်မရှိဘဲနဲ့ရှိတယ်လို့ပြောထားတဲ့ပစ္စည်းတစ်ခုသွားရောက်ပြီးတော့တကယ်လက်တွေ့ကြည့်တဲ့အခါကျတော့အဲ့ဒီပစ္စည်းဟာမတွေ့ဘူးဆိုရင်အဲ့ဒီပုဂ္ဂိုလ်ရဲ့စကားဒီမှန်ကန်တဲ့စကားဖြစ်ပါမလားမဖြစ်ဘူးမြတ်စွာဘုရားကအဲ့လိုမျိုးမဟုတ်ဘူးသွားခါတော်ဘဂဝတာဓမ္မောမြတ်စွာဘုရားဟောပြောတဲ့ဘုန်းကြီးတို့တွေလိုက်နာကျင့်သုံးရမယ့်တရားဟာသွားခါတာတကယ်အစစ်မှန်ကိုဟောထားတာလွဲမှားတာမရှိဘူးအရှိကိုအရှိတိုင်းတကယ်ရှိတာတကယ်ရောက်နိုင်တာကိုတကယ်ရောက်နိုင်တာလို့ဟောထားတာတဲ့ယုံကြည်စိတ်ချရတယ်တရားဓမ္မတွေဟာဒါနံပါတ်1အရေးကြီးဆုံးပဲအရက်ထဲမှာပြောတဲ့စကားတွေလည်းမှန်ကန်တဲ့စကားရှိတယ်လို့ကောလဟာလစကားတွေရောမရှိဘူးလားရှိပါဗျာအေးကောလဟာလစကားတွေကိုအမှန်လုပ်ပြီးတော့ပြောနေမယ်ဆိုလို့ရှိရင်သူပြောတဲ့ကောလဟာလစကားတွေသွားခါတဟုတ်ပါမလားမဟုတ်ဘူးတကယ်ဖြစ်တာကိုမှတကယ်ဖြစ်တယ်ပြောမှမှန်ကန်တာဖြစ်မယ်အဲ့တော့မြတ်စွာဘုရားဟောတဲ့တရားတော်ဟာတကယ်မှန်မှန်ကန်ကန်ဟောတာမှန်မှန်ကန်ကန်ဟောတယ်ဆိုတာတဆင့်ဟောလို့ရှိရင်လည်းမှန်ညမမှန်မယ်ဘာလို့လဲဆိုတဆင့်ပြောတဲ့စကားဟာကိုယ်ကိုယ်တိုင်သိတဲ့စကားဟုတ်ကလားရှင်းတော့က950ဇတ်ထဲမှာယုံကလေးတစ်ကောင်ကခြုံအောက်မှာအိတ်ရင်းကနေသူကတွေးတာဒါတရိစ္ဆာန်တွေမှာလည်းသူ့အတွေးလေးနဲ့သူရှိတယ်လူတွေလည်းအိတ်ရဝင်ရင်မတွေးဘူးလားတွေးတာပဲလူတွေတွေးတယ်လို့တရိစ္ဆာန်တွေကလည်းတွေးတယ်ယုံလေးကဘာတွေးနေတော့ဆိုလို့ဒီမြေကြီးများပြိုသွားရင်ဘယ်လိုလုပ်မလဲဒီအတွေးလေးတွေးနေတာဟုတ်ကလားငါအိတ်နေတဲ့မြေကြီးပြိုကျသွားရင်ငါဘယ်လိုလုပ်မလို့ဆိုအတွေးလေးတွေးနေအဲ့ဒီအတွေးလေးတွေးနေတော့မှသူအိတ်နေတဲ့ခြုံပေါ်ထပင်ကလည်းပေါက်နေတာလေးရှိတယ်ထလက်တွေရှိတယ်အပေါ်မှာလည်းပဲတောတယ်ဆိုတော့တစ်ပင်တွေကမျိုးစိမျိုးစုံပေါက်တာသူအိတ်တဲ့ခြုံရဲ့အပေါ်မှာအောက်ခြေကထပင်အရွက်တွေထရွက်တွေနဲ့ထပင်ခတ်သေးသေးရှိတယ်အဲ့ဒီခြုံအောက်မှာသူကအိတ်နေတယ်ထိုထပင်နဲ့မြင့်တဲ့အပေါ်မှာအုံးရှိပင်ကြီးရရှိတယ်သူအဲ့လိုတွေးနေတဲ့အချိန်လေးမှာအပေါ်ကအုံးချစ်တီးကျကျွေကြလိုက်တာထလက်ပေါ်ကြတော့ဝုန်းကနေဖြစ်တာပေါ့လူတွေရဲ့အိမ်သူ့မိုးပေါ်မှာခဲကြတယ်လို့ပဲဝုန်းကနေဆိုတော့သူတွေးတာမြေများပြိုရင်ဘယ်နဲ့နေမလဲလို့ဆိုတဲ့အချိန်မှာဝုန်းကနေကြတော့ဟာပြိုပြီဟေ့ဆိုပြီးတော့ထပြေးတော့တာဟုတ်ကလားမြေပြိုတယ်ဆိုတော့ထပြေးတော့သူပြေးနေတာကြောက်အားလာပြေးနေတာမြင်တော့ကြံတဲ့ယုံတွေကမရေးတယ်ဘာဖြစ်လို့ပြေးတာတော့ဆိုဟာမြေပြိုပြီသူပြောတာပဲပြိုသလားမပြိုဘူးလားဘယ်သူမှမစင်စားဘူးမြေပြိုလို့တယ်ဆိုပြီးတော့နောက်ယုံတွေကလည်းမြေပြိုလို့တဲ့နဲ့တဆင့်ပြောတာယုံတွေကပြေးတယ်လို့နောက်ကသမင်တွေကလည်းပြေးဒရဲတွေကလည်းပြေးအကုန်လုံးပြေးကြတယ်ဘာဖြစ်လို့ပြေးတာလဲမြေပြိုလို့တဲ့ဟောတဆင့်ကြားနော်တဆင့်ကြားစကားလည်းမှန်မမှန်တာသူပြောတဲ့စကားလည်းဟုတ်မှမဟုတ်တာတကယ်ဖြစ်တာကဘာလို့ဆိုရင်ထမ်းလက်ပေါ်အုံးသီးကျွေဟိုထမ်းသီးဟိုတဲ့အုံးရှိသီးကျွေကြတာဟုတ်ကဲ့ထမ်းလက်ပေါ်အုံးရှိသီးကျွေကြတာအဲ့ဒီအတန်ပဲဒါပေမဲ့သူပြောလိုက်တာမြေပြိုတယ်ဆိုဒါသူပြောတဲ့စကားဟာသွားခါတဖြစ်ပါမလားမဖြစ်ဘူးအေးလူတွေဟာသွားခါတဖြစ်သည်ဖြစ်စေမဖြစ်သည်ဖြစ်စေအတန်လေးပဲယုံကြည်လေးရှိကြတယ်တဲ့သူပြောကိုပြောအဲ့ဒါနဲ့ယုံပြေးတော့ကြံတဲ့နောက်ဆုံးမှာဆင်တွေလည်းအကုန်ထွက်ပြေးကြတယ်တောတရဝါတွေအကုန်ပြေးတယ်အဲ့ဒါလို့ပြေးတဲ့အခါမှာနည်းနည်းပါးပါးစဉ်းစားဉာဏ်ရှိတယ်ဘုရားအလောင်းရှင်သေမင်းကြီးကတွေ့တော့ဘာဖြစ်လို့ပြေးကြတာမြေပြိုလို့ဆိုသူကစဉ်းစားတယ်မြေပြိုတယ်ဆိုတာတခါမကြဘူးနော်မြေပြိုတယ်ဆိုတာမဖြစ်နိုင်ဘူးစဉ်းစားဉာဏ်ရှိတဲ့ပုဂ္ဂိုလ်ကစဉ်းစားတယ်သူပြောတာဒါမှယွင်းပြောတာဖြစ်လောက်တယ်မှယွင်းတင်ပြတာဖြစ်လောက်တယ်
ကမြေးပြိုရင်သွားကြည့်ရမယ်ဘယ်နာဘယ်လိုပြိုတာလို့ဆိုတာရှာရမယ်ရှင်သေးကတရိစ္ဆာန်တွေကိုဟန်တားတယ်မင်းတို့မပြေးကြနဲ့မြေဆိုတာဘယ်တော့မှပြိုမှာမဟုတ်ဘူးမြေပြိုတယ်လို့ဘယ်သူကပြောတော့ဆိုအစင်းစင်းပြောသွားကြတာပေါ့သူကဆင်ကြီးတွေကလည်းဘယ်သူပြောတာတော့ဟိုနာသမင်တွေပြောသမင်ကလည်းသမင်သွားမေးတော့ဘယ်သူပြောတာတော့ဆိုဒရေတွေကပြောတယ်ဒရေတွေကလည်းဘယ်သူပြောတာတော့ဆိုလို့ရှိရင်ဟိုကမြေခွေးတွေကပြောတယ်မြေခွေးတွေဘယ်သူကပြောတော့ဟောနောက်ဆုံးယုံကပြောတယ်ယုံတွေကဘယ်ယုံနှုံးလို့လိုက်ရှာတဲ့အခါကျတော့ခုနကခြုံအိတ်ခြုံအောက်မှာအိတ်တဲ့ယုံသူ့ကိုတွေ့တယ်အဲ့ဒါလို့လိုက်ရှာလိုက်တဲ့အခါကျတော့မှမင်းဘယ်နာအိတ်ထားတော့ဆိုတာကိုကြောက်ကြောက်လန့်လန့်နဲ့ယုံကိုကြောပေါ်တင်ပြီးခေါ်သွားပြီးသူအိတ်တဲ့နေရာရောက်တဲ့အခါကျတော့အဖြစ်မှန်ကဘာတော့ဆိုရင်အုံးရှိတိကထမ်းလိုက်ပေါ်ကြွေကြတာတဲ့ဟုတ်ကဲ့အဲ့တော့ယုံပြောတဲ့စကားကိုအလုံးကယုံကြတယ်အဲ့ဒီစကားကမှန်ကန်တဲ့စကားမဟုတ်ဘူးတဲ့ဟောတကယ်မြေပြိုလို့မြေပြိုတယ်ဆိုရင်မှန်ကန်တဲ့စကားဖြစ်တယ်တခြားအကြောင်းအရာတစ်ခုကိုမြေပြိုတယ်လို့ပြောတာကြတော့မှားရွံ့တယ်လို့ဟောမြတ်စွာဘုရားဟောတဲ့တရားကြတော့မြတ်စွာဘုရားကတယံအဘိညာသစ္စိကတဝပဝေဒေတိကိုယ်တိုင်သိပြီးကိုယ်တိုင်ကိုမြင်ပြီးတော့မှပြောတဲ့စကားတဆင်ကြားပြောတာမဟုတ်ဘူးစာအုပ်ဖတ်ပြီးတော့ပြောတာမဟုတ်ဘူးလူပြောသူပြောတွေကစီကားနေပြီးတော့တွေးပြီးတော့ပြောတာလည်းမဟုတ်ဘူးတဲ့ကိုယ်တိုင်သိပြီးတော့ဟောတဲ့တရားဖြစ်လို့သွားခါဒတကယ်မှန်ကန်တယ်လို့ဒီလိုပြောတာเนาะအေးမှန်ကန်တဲ့စကားဖြစ်ုံနဲ့လုံလောက်ကြလားမှန်တာသူကသူမှန်းနေပြီမဲ့လို့လူတွေမှာသိရှိခွင့်မရှိတဲ့ဟာလည်းရှိသေးတယ်မဟုတ်မြတ်စွာဘုရားရဲ့တရားတော်ကတော့မှန်ကန်မှုရှိုံနဲ့မကဘူးတဲ့တန်ဒိဋ္ဌိကောကိုယ်တိုင်လက်တွေ့ကျင့်သုံးပြီးကိုယ်တိုင်မြင်နိုင်ခွင့်ရှိတယ်ပိုပြီးတန်ဖို့မရှိဘူးလားအေးပြောတာမှန်ုံနဲ့မကဘူးမှန်တာမမှန်တာကိုယ်တိုင်သွားပြီးတော့စစ်ဆေးစမ်းသပ်ပြီးတော့ကြည့်လို့ရတယ်လို့ပြောတာเนาะသူများပြောရုံနဲ့ယုံရမှာမဟုတ်ဘူးမှန်တာကိုကိုယ်တိုင်စစ်ဆေးပြီးတော့သိရှိခွင့်ရတယ်တဲ့ကိုယ်တိုင်သိရှိခွင့်ရတဲ့တရားဖြစ်လို့အဲ့ဒီတရားဟာဒီသိရှိခွင့်ရတယ်ဆိုတာဘယ်လောက်ဆိုင်ပြီးမှနောက်ဘဝကြမှာသိရမှာလားသို့မဟုတ်နောက်နှစ်ကြမှာသိရမှာလားလို့ဆိုမဟုတ်ဘူးတဲ့အခုလေးလာအခုသိလို့ရှိရင်အခုပဲသိရှိနိုင်တယ်ဆိုအကာလိကောလို့ဒီလိုပြောတာเนาะအချိန်ဆိုင်ကြမလို့တချို့ကတော့အေးသိတော့သိခွင့်ရှိတယ်မင်းအခုတော့မသိနဲ့အောင်နောက်နှစ်ကြမှာသိရမယ်လို့ပြောတာမျိုးရှိသေးတယ်ဟုတ်နောက်ဘဝကြမှာသိရမယ်လို့ရှိသေးတယ်အဲ့ဒါလို့မဟုတ်ဘူးကိုယ်တိုင်သိရှိခွင့်ရှိတဲ့တရားဟာအခုဘဝမှာပဲအခုပဲသိရမယ်ဆိုတော့ပိုမကောင်းဘူးလားပိုကောင်းတယ်အခုပဲသိရမယ်နောက်ဘဝကြတော့မှသိရမယ်ဆိုတဲ့တရားအလွန်အနှံ့ဝေးတယ်နောက်ဘဝကိုပဲရောက်မှလည်းမသိဘူးလေအဲ့တော့ဒီဘဝတင်သိနိုင်အောင်အဲ့ဒါလို့ဒီဘဝတင်သိနိုင်တဲ့တရားမျိုးဖြစ်သောကြောင့်အေဟိပတိကောကိုမိတ်ဆွေတန်ငယ်ချင်းတွေကိုအေဟိဆိုတာလာစမ်းမှာပတ္တကြည်စမ်းမှာလို့လာကြည့်ပါလို့ဖိတ်ခေါ်ပြီးတော့ပြလိုက်တဲ့တရားမှန်ကန်ပြီဆိုရင်ဖိတ်ခေါ်ပြီးတော့ပြလို့ရတယ်ကြည့်ပါလားခုနကယုံလေးကမြေပြိုးတယ်ဆိုတော့ဖိတ်ခေါ်ပြတဲ့အခါမြေပြိုးတာတွေးပါမလားတွေးတာကအုံးရှိတိကြွေတာပဲတွေးမှာအဲ့တော့မှန်ကန်ပြီဆိုလို့ရှိရင်သူပြောတဲ့အတိုင်းတကယ်ဖြစ်ရမယ်အေဟိပတိကိုလာကြည့်ပါလို့ခေါ်ပြီးတော့ပြနိုင်တဲ့တရားမျိုးဖြစ်တယ်တဲ့အေးအဲ့လိုပြလို့ဒီတရားဓမ္မဟာလက်တွေ့ကျင့်သုံးတဲ့အခါမှာတကယ်ကိုငြိမ်းချမ်းမှုကိုပေးနိုင်တာဖြစ်သောကြောင့်ဩပနေယိကောအခုပဲကျင့်သုံးသင့်တယ်လူတိုင်းရဲ့နှလုံးသားထဲမှာထည့်ထားသင့်တယ်လို့ဒီလိုအည်သွေးတွေရှိတယ်အဲ့ဒါလို့ကိုယ့်ရဲ့နှလုံးသားထဲမှာတရားဓမ္မနှလုံးသွင်းလိုက်ပြီးတရားဆိုတာအခုနှလုံးသွင်းအခုငြိမ်းအေးဆိုပါစို့လူတယောက်ဟာတစုံတစ်ခုဆွေမျိုးသားချင်းတွေပျက်စီးလို့တောကဖြစ်နေပြီဆိုပါစို့တောကဖြစ်နေတဲ့အချိန်မှာဟ
ဖြစ်ရလေခြင်းဆိုလို့ရှိရင်ပိုးပူမလားဟုတ်လားငါဘယ်သူနဲ့နေရမှာတော့ဘယ်သူအားကိုးရမှာတော့လို့တွေးလို့ရှိရင်ရောပိုးမပူဘူးလားအဲ့ဒါလို့မဟုတ်ဘဲနဲ့လူဆိုတာတနေ့ကျတော့တေချာရမှာကိုယ်ကံနဲ့ကိုအားကိုးပြီးတော့ဒီလိုနေထိုင်ကြရတာလူရဲ့သဘာဝဟာဒီတိုင်းပဲလို့သဗ္ဗေသင်္ခါရအနိစ္စသင်္ခါရတရားတွေဆိုတာမမြဲဘူးဆိုတာဒါမှန်လိုက်တာလို့တွေးလိုက်လို့ရှိရင်ပူသေးလားပူပန်မှုလေးတွေကရောကျသွားနိုင်တယ်ပေါ့ဒါတရားအခုနှလုံးသွင်းအခုပူမှုရတာပြောတာเนาะအပူမှုတွေဟာအေးချမ်းသွားဘလောက်ပူနေတဲ့အပူပဲဖြစ်ဖြစ်တရားသဘောကိုဆင်ခြင်စဉ်းစားကြည့်လိုက်လို့ရှိရင်ငြိမ်းချမ်းမှုလေးဟာနောက်ဆုံးမှာတတ္တရာမှုလေးအနည်းငယ်ရလာတယ်ပေါ့အဲ့တော့ကြောင့်မို့လို့ပစ္စတံဝေရိတဘောဝိညုဟိအသိဉာဏ်ရှိတဲ့ပုဂ္ဂိုလ်တိုင်းမိမိရဲ့ရှင်တဲ့နှလုံးထဲမှာကိုယ်စီခံစားနိုင်တဲ့တရားမျိုးတဲ့ဆိုတော့တကယ်လက်တွေ့ကျင့်သုံးလို့ရတဲ့တရားမျိုးဟာကိုယ်တိုင်ကျင့်သုံးရမယ့်တရားမျိုးဖြစ်တာပေါ့ဒါကြောင့်မို့ဒီအကောင်းဆုံးအကြောင်းအကျိုးတွေရွေးတယ်ဆိုတဲ့အခါမှာအရည်သွေးနဲ့ရှာပြီးတော့ရွေးရမယ်ဒီလိုအရည်သွေးမရှိတဲ့တရားဆိုတာကိုယ့်ပေါ်မှာအခုလိုအခြေအနေကောင်းတွေကိုဖန်တီးပြီးတော့မပေးနိုင်ဘူးဆိုရင်တရားစစ်တရားမှန်ဟုတ်ပါမလားဟုတ်ပါဘူးဗျာပြောထားတာကတခြားဖြစ်လာတာကတခြားဆိုရင်အလွန်အန္တရာယ်များတာပေါ့ကိုယ့်ဘုံမှာလည်းအကျိုးဆိုးမှုဖြစ်တာပေါ့အချိန်သာကုန်ပြီးတော့ဘာမှရမလာဘူးဆိုလို့ရှိရင်အလွန်ကိုယ့်တက်မှာနစ်နာဆုံးရှုံးမှုရှိတာပေါ့လောကလူတွေဟာယမယံခါအကောင်းကိုအဆိုးထင်တယ်အဆိုးကိုကောင်းထင်ပြီးတော့ဒီအချိန်ဖြုံးနေကြတာမျိုးတွေအများကြီးရှိတတ်တယ်ပေါ့ဘာနဲ့ဥပမာတူတော့ဆိုလို့ရှိရင်ဘာနဲ့ဥပမာတူတော့ဆိုရင်အခုလိုတဘူရဲလာရာသီမှာဆိုလို့ရှိရင်တောထဲမှာပေါက်ပင်ကြီးတွေလဲပင်ကြီးတွေဟာအပွင့်နေပွင့်နေကြတာရဲနေနေတာပဲเนาะပေါက်ပင်မြင်ဘူးကြပါလိမ့်မယ်မမြင်ဘူးတဲ့လူလည်းရှိတော့ရှိမှာပေါ့လဲပင်ကအပွင့်ကြီးတွေကလည်းရဲနာပေါက်ပင်ကအပွင့်ကြီးတွေကလည်းရဲနေတဲ့အခါကျတော့သွေးရဲတန်ရဲအသားဒုံကြီးတွေလို့အဝေးကနေကြည့်မယ်ဆိုထင်ရလူများအသားတွေကိုစားနေကြတောခွေးတစ်ကောင်ပေါက်ပင်ကြီးလဲပင်ကြီးကိုမော့ကြည့်လိုက်တဲ့အခါကျတော့သူစားနေကြအသားတစ်ကြီးလို့စိတ်ထဲမှာထင်လာလို့တည်ရည်တများများနဲ့ကြည့်တယ်သူရှိမှာပေါက်ပွင့်လေးတပွင့်ဖတ်ခနဲ့ကြွေကြလာလဲပင်ကလဲပွင့်ကြီးကဖတ်ခနဲ့ကြွေကြလာကြွေလိုက်တဲ့အခါထိုးပြီးတော့ဟလိုက်တော့သူထင်ထားတဲ့အတိုင်းအသားတစ်မဟုတ်ဘူးပန်းပွင့်ကြီးဖြစ်နေတယ်သို့တော့အဲ့ဒါကိုပဲထပ်မျောနေပြန်တဲ့ဒါသာသားတဲ့မဟုတ်တာအပေါ်သစ်ပင်ပေါ်ကျန်တာတွေကအကုန်သားတဲ့လို့ဒီလိုထင်နေသေးတယ်အဲ့လိုထင်ပြီးတော့စောင့်စားနေတဲ့မြေခွေးတစ်ကောင်ဟာအစာလုံးဝစားရမှာမဟုတ်ဘူးတဲ့နော်ဘာဖြစ်လို့တော့ဆိုရင်သူထင်တာကတခြားဖြစ်နေတာကတခြားမဟုတ်လားသားတဲ့နဲ့အလားတရာတူလို့သားတဲ့လို့ထင်ရပေမဲ့လို့သားတဲ့မှမဟုတ်တာဟုတ်အဲ့ဒါလိုပဲတချို့တရားတွေကတကယ်ထင်ရတဲ့အတိုင်းဖြစ်မလာပဲနဲ့ဖြစ်နေတာကတခြားရှိနေတာကတခြားထင်မှတ်နေတာကတခြားဖြစ်လို့ရှိရင်အချိန်ကြီးကုန်ပြီးတော့ကိုယ့်ဖို့မှာနစ်နာဆုံးရှုံးမှုတွေဖြစ်တယ်ပေါ့အဲ့တော့ဗုဒ္ဓတရားတော်ကြတော့အဲ့လိုမျိုးမဖြစ်ဘူးလို့ဆိုတာကိုယ်တိုင်လက်တွေ့စမ်းသပ်ပြီးတော့ကြည့်ကြရမှာလူပြောသူပြောနဲ့ယုံအောင်မှာမဟုတ်ဘူးလို့ဒီလိုဆိုလိုတယ်နော်အေးကောင်းပြီဘုန်းကြီးတို့တွေမှာဒီကိုယ့်ရဲ့တဏ္ဍာမှာအကောင်းနဲ့အဆိုးဘုန်းကြီးတို့ရွေးချရမယ်ဘယ်ဟာကအကောင်းလဲဘယ်ဟာကအဆိုးလဲလူခန္ဓာကိုယ်ကြီးမှာလူမှာရုပ်ခန္ဓာကိုယ်ကြီးရှိတယ်လို့အသိစိတ်ရှိတယ်ပေါ့အကြမ်းမြင်ပြောမယ်ဆိုရင်ရုပ်ခန္ဓာကိုယ်ကြီးရှိတယ်ရုပ်ခန္ဓာကိုယ်ကြီးဆိုတာအကြည့်အကြမ်းမြင်ပြောလို့ရှိရင်ခေါင်းရှိတယ်လက်ရှိတယ်
နော်ရင်ပတ်ရှိတယ်ဗိုက်ရှိတယ်ပေါင်ရှိတယ်ခြေထောက်ရှိတယ်ပေါ့နော်ခန္ဓာကိုယ်ကြီးကိုကြည့်မျက်စိရှိတယ်နားရှိတယ်နှာခေါင်းရှိတယ်လျှာရှိတယ်ခန္ဓာကိုယ်ကြီးရှိတယ်ပေါ့အဲ့ဒီရုပ်ခန္ဓာကိုယ်ကြီးကိုဒီရုပ်ခန္ဓာကိုယ်ကြီးကတော့အကောင်းအဆိုးဘယ်လိုရွေးမလဲလို့ဆိုရင်သူကအမွေမွေးထားတဲ့ပုံစံနဲ့ပဲနေမှာပဲအသားညိုညိုစိမ့်စိမ့်လေးမွေးရင်တော့လည်းညိုညိုလေးပဲနေမှာပဲဖြူဖြူမွေးထားရင်တော့ဖြူဖြူပဲဖြစ်မှာပဲအယုတ်ဆိုးမွေးထားရင်လည်းပဲအယုတ်ဆိုးတာပဲဖြစ်မယ်လှလှပပလေးမွေးထားရင်လည်းလှလှပပပဲဖြစ်မယ်ခန္ဓာကိုယ်ရဲ့သဘာဝကတဏှိတခြားရင့်ရော်ပြီးတော့အိုမဲလာတယ်ဘာနဲ့အလားတရံတူတော့ဆိုရင်ဒါရိုးရိုးရှင်းရှင်းလေးပဲတရက်ပင်ကတီးနေတဲ့တရက်သီးလေးချီပေါ့စသီးလာကစားသေးသေးလေးမဟုတ်လားတနေ့ပြီးတနေ့တရက်သီးလေးကကြီးမလာဘူးလားကြီးလာပြီးနောက်ဆုံးကြတော့အဲ့ဒီတရက်သီးလေးဟာရင့်လာတယ်ရင့်ပြီးတော့မှဲ့မယ်မှဲ့ပြီးရင်ကျွေးမယ်ဘုန်းကြီးတို့တွေရုပ်ထားရထားတဲ့ရုပ်ခန္ဓာကိုယ်ကြီးကလည်းဒီတိုင်းပဲလေငယ်ငယ်လေးကမိခင်ဝမ်းကကျွတ်လာတဲ့အချိန်မှာတကယ်ကလေးငယ်လေးကနေစားရင်တောက်ရင်အိပ်ရင်နဲ့တဖြည်းဖြည်းကြီးလာတယ်နောက်ဆုံးဟုတ်လားစပင်းတွေဖြူလာတယ်ပရေတွေတွန့်တယ်သွားတွေကျိုးတယ်နောက်ဆုံးကြတော့အိုမင်းမစွမ်းဖြစ်တယ်ပြီးတော့ဘာလို့ရင့်ပြီးမှဲ့ပြီးကျွေသွားတယ်လို့ပဲသိသွားတာပဲဒါကသူ့ကိုအကောင်းဆိုးရွေးလို့ရပါမလားမရပါဘူးသူဖြစ်စဉ်ကြီးအတိုင်းသွားမှာပဲဒါကတော့သူ့ကိုဘယ်လိုစောင့်တရသီးလေးဟာဘယ်လိုပဲထားနုရကရင်းမှာပဲမရင်အောင်လုပ်လို့ရမလားမရဘူးတရပင်ပေါ်မှာတီးနေတဲ့တရသီးဟာတနေ့တခြားရင်းလာမှာပဲပန်းမွင့်လေးကြည့်ရင်လည်းပဲထို့တူပဲတနေ့တခြားရင်းလာပြီးနောက်ဆုံးကြွေကြသွားမှာပဲဒါကရှောင်လွဲလို့မရနိုင်တဲ့ဟာတခုအကောင်းတဲ့အဆိုရွေးစရာအကြောင်းမရှိဘူးပေါ့သူ့မှာကြတော့ဖြစ်လာတဲ့အတိုင်းပဲအဲ့တော့ဘုန်းကြီးတို့တွေရေးရမှာကဘာလို့ဆိုလို့ရှိရင်လူတွေရဲ့အသိစိတ်ထဲမှာအဆိုးနဲ့အကောင်းဆိုတာနှစ်ခုရှိတယ်လူတွေပြောကြပါတယ်ဒီလူကစိတ်ပုတ်တယ်တို့စိတ်ယုတ်တယ်ဟိုလူကတော့စိတ်ကောင်းရှိတယ်မပြောကြဘူးလားပြောပါဗျာအေးစိတ်ပုတ်တို့စိတ်ယုတ်တို့ဆိုတာဘာကိုပြောတာလဲစိတ်ကောင်းရှိတယ်ဆိုတာဘာကိုပြောတာအဲ့ဒါကြတော့အကောင်းနဲ့အဆိုးရွေးလို့ရလာပြီဟုတ်ကဲ့လားအကောင်းနဲ့အဆိုးရွေးလို့ရမယ်စိတ်ထဲမှာကြည့်လိုက်မယ်ဆိုလို့ရှိရင်အဆိုးဖြစ်တဲ့စိတ်ထဲမှာဖြစ်ပေါ်လာတဲ့အဆိုးဆုံးတွေကဘာလဲစိတ်ထဲမှာဖြစ်ပေါ်လာတဲ့အကောင်းဆုံးဆိုတာဘာလဲဒါကိုပဲရွေးရမယ်ရုပ်ပေါ်မှာသွားရွေးလို့မရတော့ဟုတ်ကဲ့လားသူ့တဘာဝအတိုင်းဖြစ်ပြီးနောက်ဆုံးပြတ်သွားမှာပဲစိတ်ကြတော့ပြင်ပေးလို့ရလာတယ်ပေါ့အဆိုးကိုမလိုချင်လို့ရှိရင်အကောင်းနဲ့အစားထိုးလို့ရတယ်ရုပ်ကြတော့ဘုန်းကြီးတို့တွေဥပမာပြောချင်လဲပြောကြမှာပေါ့လေသဖြင့်အနက်ကြီးမလိုချင်လို့ရှိရင်အနီရောင်လေးဆိုရင်ရတယ်ဒါပေမဲ့ခဏလေးရမှာသဖြင့်အဖြူကြီးမလိုချင်လဲအနက်ဆိုးကြဟုတ်ကဲ့လားအနက်ရောင်ကြီးမလိုချင်လို့ရွှေရောင်လေးလိုရင်ဆိုးဆေးဆိုးတယ်ဆေးဆိုးရင်တော့ခဏတော့ရမှာပေါ့သို့တော့အတုပဲမဟုတ်လားအစစ်ကိုတော့မရနိုင်ဘူးစိတ်ကြတော့အဲ့လိုမဟုတ်ဘူးအတုမဟုတ်ဘူးအစစ်ဖြစ်လာနိုင်တယ်ပေါ့အဆိုးတွေကိုဖယ်ရှားလိုက်လို့ရှိရင်အကောင်းရလာဆိုပါစို့ဗရမ ्या သို့မဟုတ်ရွှေဆိုတာမြေကြီးထဲမှာအနတ်တည်ရှိနေတာအဲ့ဒီမြေကြီးကတခြားတတ္တုတွေနဲ့ရောပြီးတော့ရွှေမုံလေးတွေကရှိနေတာကိုကျန်တဲ့တတ္တုတွေကိုအညစ်အကြေးတွေကိုဖယ်ရှားလိုက်တဲ့အခါကျတော့ရွှေစင်ရွှေသန့်မရနိုင်ဘူးလားအေးရွှေစင်ရွှေသန့်ရဖို့ရာအတွက်မလိုအပ်တဲ့ဟာတွေကိုဖယ်ရှားရတယ်လို့ပဲဘုန်းကြီးတို့တွေရဲ့စိတ်ထဲမှာလည်းအကောင်းနဲ့အဆိုးဆိုတာဒီရောနေတယ်ရောနေတဲ့အခါကျတော့အဆိုးတွေကိုဖယ်လိုက်လို့ရှိရင်အကောင်းလေးကြီးကြံမှာပေါ့အဲ့ဒါလိုပဲစိတ်ထဲမှာဘုန်းကြီးတို့တွေရဲ့စိတ်ထဲမှာအဆိုးဆုံးဆိုတာလေးကိုသုံးခုလုံးမှတ်ရတယ်နံပါတ်1ကဘာလို့ဆိုရင်ရာဂဆိုတာတဏှာလို့လည်းခေါ်တယ်လောဘလို့လည်းခေါ်တယ်ရာဂလို့လည်းခေါ်တယ်နော်အဲ့ဒီတရားဟာဘာဖြစ်လို့ဆိုးဆုံးလို့ပြောတာတော့ဆိုရင်လူတွေကိုအများကြီးဒုက္ခပေးလို့ပဲ
စိတ်ညစ်နွမ်းအောင်လုပ်တတ်တယ်အများကြီးဒုက္ခပေးတယ်ဒါကြောင့်မို့သူ့ကိုအဆိုးလို့ပြောတယ်နောက်တစ်ခါအဆိုးကဘာလို့ဆိုရင်ဒေါသဆိုးတာတော့လူတွေတော်တော်များများသိပါတယ်နော်ဒေါသဖြစ်လာလို့ဆိုလို့ရှိရင်စိတ်ဆိုးရုံနဲ့မကဘူးရုပ်ကဆိုးမသွားဘူးလားဘလောက်ချောတဲ့လှတဲ့လူပဲဖြစ်စေစိတ်ဆိုးလာလို့ရှိရင်နော်သူ့မျက်နှာကကြောက်စရာဖြစ်လာမှာပေါ့စိတ်ဆိုးလာတဲ့မျက်နှာဟာဘယ်တော့မှဟိုပြုံးချိုတဲ့မျက်နှာမျိုးမဖြစ်ဘူးပေါ့အေးဒေါသဟာလူကိုရုပ်ဆိုးကြည်တန့်စေတယ်ဆိုတာထင်ရှားတယ်နောက်တစ်ခုမောဟဆိုတာအမှန်မသိတယ်တွေးဝေးတာလှုပ်တဲ့နာနဲ့မလှုပ်တဲ့နာကိုခွဲခြားပြီးတော့မသိဘူးမသိသည့်အတွက်ကြောင့်မလှုပ်တဲ့နာတွေလှုပ်မိတယ်လှုပ်တဲ့နာတွေကိုမလှုပ်ဘူးဆိုတဲ့ဒါလည်းပဲအလွယ်လွယ်ချော်ချော်ဖြစ်သည့်အတွက်ကြောင့်ဒီမောဟလည်းပဲလူကိုရုပ်ဆိုးကြည်တန့်တဲ့တရားတစ်ခုပဲနော်အကုသိုလ်တွေမြောင်များစွာရှိတော်လဲအခြေအမြစ်ကတော့ဟောဒီရာဂရဲ့ဒေါသရဲ့မောဟရဲ့ဒီသုံးခုအဲ့ဒီသုံးခုဟာအဆိုးဆုံးလို့ပြောဆိုးဆုံးလို့ပြောကိုယ်စိတ်ထဲမှာအဲ့တရားချက်ခင်သူတော်စင်ပြိဿတ်တို့ကိုယ်စိတ်လေးကိုအာယုစိုက်ပြီးတော့ကြည်တို့စိတ်ထဲမှာရာဂဆိုတာရှိသလားဒေါသဆိုတာပေါ်လာတတ်သလားရှိတယ်ဆိုတာပေါ်လာလို့ရှိရင်ရှိတယ်လို့ပြောရတယ်အမြဲတမ်းတော့လူကစိတ်ဆိုးမနေဘူးပေါ့အမြဲတမ်းလည်းလောဘတွေဖြစ်မနေဘူးပေါ့နော်ဟိုဖြစ်လာတဲ့အခါမှာဖြစ်လာလို့အဲ့ထက်မှရှိတယ်လို့ပြောလို့ရတယ်ဆိုပါစို့မိချစ်ဖူးလေးထဲမှာမီးရှိလားလို့ဆိုမရှိဘူးသို့တော့ဒီ gas မီးချစ်ဖူးလေးဆိုပါစို့ gas မီးချစ်ဖူးလေးဟာနော်လက်ညှိုးလေးနဲ့လက်မလေးနဲ့ဖြစ်စေဖိပြီးတော့ချစ်လိုက်တဲ့အခါမီးတော့လေးမထွက်လာဘူးလားထွက်လာတော့မီးလို့ချင်းအဲ့ဒီကနေမီးရတယ်လို့ပဲပေါ့လောဘတို့ဒေါသတို့မောဟတို့ဆိုတာလေစိတ်နဲ့အာယုန်နဲ့ဆုံလိုက်တဲ့အချိန်လေးမှာမီးပွင့်လာတယ်လို့ပဲလောဘကလည်းဖြောင်းကနေဖြစ်လာတယ်ဒေါသကလည်းဖွားကနေဖြစ်လာတယ်မောဟတွေကလည်းဖြစ်လာတယ်ဒါလေးတွေဖြစ်လာတာကိုကြည့်လို့ရှိရင်ငါတဏ္ဍာမှာအော်လောဘရှိပါလားဒေါသရှိပါလားမောဟရှိပါလားလို့မသိနိုင်ဘူးလားအေးကိုယ်စိတ်ထဲမှာအဆိုးဆုံးကလေးတွေရှိနေတယ်ဆိုတာသိဖို့လိုအပ်တယ်ပေါ့အဲ့ဒီအဆိုးဆုံးလေးတွေကိုမဖယ်နိုင်ဘူးဆိုရင်အကောင်းဆုံးဘယ်တော့မှမရဘူးခုနကရွှေနဲ့ရောနေတဲ့ရွှေရဲ့အညစ်အကြေးဖြစ်တဲ့ဓာတ်တတ္တုတွေကိုမဖယ်ရှားဘူးဆိုလို့ရှိရင်ရွှေစင်ရွှေတန့်မရနိုင်တယ်လို့ပဲစိတ်ထဲမှာလည်းပဲအညစ်အကြေးဖြစ်တဲ့ရာဂဒေါသမောဟဆိုတဲ့ဒီအညစ်အကြေးတွေကိုမဖယ်ရှားနိုင်လို့ရှိရင်မရနိုင်ဘူးပေါ့ဒါကြောင့်မို့ဒီအညစ်အကြေးတွေရဲ့ဒီအညစ်အကြေးတွေကိုအဆိုးဆုံးတွေကိုအရင်သိအောင်ကြိုးစားရတယ်သိအောင်ကြိုးစားပြီးတော့အေးဒါတွေကိုဖယ်ရှားတဲ့နီလန်းနဲ့စနစ်တကျဖယ်ရှားပြီးဆိုရင်ဘုန်းကြီးတို့တွေဟာအကောင်းဆုံးကိုဖယ်လိုက်တာနဲ့တပြိုင်နက်အဆိုးဆုံးကိုဖယ်လိုက်တာနဲ့တပြိုင်နက်အကောင်းဆုံးကိုလက်ခံရရှိကြမှာဖြစ်ပါတယ်ဒါနဲ့ပတ်သက်ပြီးတော့ရှင်အာနန္ဒာစီပြပိုက်တယောက်ကဆန္နဆိုတဲ့ပြပိုက်တယောက်ကမိကွန်းထုတ်ထားတာလေးနဲ့ပတ်သက်ပြီးတော့မှတ်သားဖို့ရအမတန်ကောင်းတယ်ပေါ့ရှင်အာနန္ဒာကရှင်းပြီးတော့ပြတယ်အဲ့ဒီပြပိုက်ကမေးတယ်အရှင်ဘုရားတို့ရာဂဆိုတဲ့စိတ်ရဲ့အဆိုးဆုံးအညစ်အကြေးတရားဒေါသဆိုတဲ့စိတ်ရဲ့အညစ်အကြေးတရားမောဟဆိုတဲ့စိတ်ရဲ့အညစ်အကြေးတရားတွေကိုဖယ်ရှားဖို့ရှင်ဘုရားတို့ဟောပြောပါသလားလို့ဆိုဟောပြောတယ်ဒါဖြင့်ရာဂဒေါသမောဟမှာဘယ်လိုအခြေအနေဆိုးတွေရှိနေလို့လဲတဲ့ဘာဖြစ်လို့ဖယ်ရှားရဖို့ကြိုးစားကြသလဲဆိုတာအဲ့ဒါကိုမှတ်သားဖို့လိုအပ်တယ်ပေါ့အဲ့ဒီမှာရှင်အနန္ဒမထေရမြတ်ကထောက်ပြထားတယ်ဘာဖြစ်လို့ဒီရာဂကဘယ်လိုဒုက္ခပေးတာလဲဘုန်းကြီးတို့တွေတယောက်နဲ့တယောက်တော့တူချင်မှတူမယ်ပေါ့နော်အလုံးခြုံငုံပြီးတော့ရာဂကဘယ်လိုဒုက္ခပေးတယ်လဲဆိုတာကိုမစဉ်းစားသင့်ဘူးလားစဉ်းစားသင့်တယ်ကဲကောင်းပြီတဏှာရာဂဖြစ်လာပြီပစ္စည်းတစ်ခုလိုချင်လာပြီလူငယ်လူရွယ်တွေနဲ့ပတ်သက်လာတဲ့ဟုတ်လားဟို
လိမ်မတူတဲ့ပုဂ္ဂိုလ်ကိုတတ်မဲ့လာတယ်ဆိုတဲ့အချိန်မှာတစ်မျိုးပစ္စည်းဥစ္စာတစ်ခုကိုလိုချင်လာတယ်ဆိုတဲ့အခါမှာလည်းတစ်မျိုးတွေ့တာမှုဆိုတာတွေနဲ့ပတ်သက်လာတဲ့အခါမှာလည်းတစ်မျိုးပေါ့ရာဂဆိုတာအမျိုးမျိုးရှိတယ်နော်ပစ္စည်းကိုတွေ့တာရှိတယ်လူကိုတွေ့တာရှိတယ်ပေါ့အလုံးတွေ့တာမှုလေးတွေဖြစ်လာတဲ့အခါမှာဒီရာဂဆိုတဲ့လောဘတို့တဏှာတို့ဆိုတဲ့ဒီတရားလေးဟာစိတ်ထဲကနေပြီးတော့မိတောက်ကလေးလို့ပေါ်လာပြီဆိုလို့ရှိရင်ကဲကြည့်မိတောက်ကလေးတစ်ခုဟာပေါ်လာပြီးတယ်ထင်းချောင်းပေါ်မှာမိတောက်ကလေးကူးဆက်သွားပြီထင်းချောင်းပေါ်မှာမိတောက်ကလေးပေါ်လာပြီဆိုရင်အဲ့ဒီထင်းချောင်းလေးကဘာဖြစ်သွားလဲအလောင်းခံရတယ်အလောင်းခံရတဲ့ထင်းချောင်းကလေးဟာငကိုကပုံတရံဖြစ်ပါသေးလားမဖြစ်ဘူးမဲသွားမယ်ပြဖြစ်သွားမယ်ဒါမီးအလောင်းခံရတဲ့ထင်းချောင်းလေးရဲ့ရုပ်ပြဆင်းပြဖြစ်သွားမှုပဲဟုတ်ကဲ့လားအေးမိမိတို့စိတ်တွေဘုန်းကြီးတို့တွေရဲ့စိတ်ထဲမှာရာဂလေးဖြစ်လာပြီဆိုလို့ရှိရင်ဒါအလောင်းခံရတဲ့သဘောတစ်ခုပဲအလောင်းခံရလို့ရှိရင်စိတ်ကလေးကမဲသွားတာလို့ပြဖြစ်သွားတာလို့ဒီလိုဖြစ်သွားတာပဲပြောင်းလဲသွားတယ်ရုပ်ပြဆင်းပြဖြစ်တယ်အဲ့ဒါကိုဒီနေရာမှာထောက်ပြထားတာကဘာတော့လို့ဆိုလို့ရှိရင်ရာဂတရားဖြစ်ပေါ်လာပြီဆိုလို့ရှိရင်တဲ့ကိုယ်လည်းနှိမ့်ဆက်မိတတ်တယ်ကိုယ်လည်းဒုက္ခပေးတယ်ဟုတ်တယ်လေတဏှာရာဂစိတ်တွေဖြစ်လို့နောက်ဆုံးမှာအ ਨੇ ဆုံးအိတ်မပြောတာဖြစ်တယ်ဟုတ်ကဲ့လားဒီတဏှာရာဂစိတ်တွေဖြစ်လာလို့ရှိရင်အိတ်မပြောတာဖြစ်တယ်လူချင်းစိတ်တွေပြင်းထန်နေလို့ဒုက္ခတွေရောက်တယ်ဒါတွေကကိုယ့်ဘက်ကိုချက်ကြည့်ုံနဲ့ပဲသိနိုင်ပါတယ်ဒီတရားတွေကနော်အကုန်သေးစိတ်တောင်ပြောเสียမလိုဘူးတဏှာရာဂဆိုတဲ့ဒီလူချင်းလောဘစိတ်ကလေးဖြစ်လာလို့ရှိရင်ဆိုပါစို့သူများပစ္စည်းကိုလူချင်းနဲ့လောဘဖြစ်နေတဲ့သခိုးတယောက်ဟာသူများပစ္စည်းကိုဘယ်ချိန်ခိုးယူရပါမလဲဆိုတော့အမြဲချောင်းပြီးတော့သူများတွေအေးတက်တက်တာအိတ်နေတဲ့အချိန်မှာသူအိတ်ရရဲ့လားအိတ်ရဘူးအပင်ပန်းဆင်းရဲခံပြီးတော့ဒီပစ္စည်းလေးရဖို့လိုချင်တဲ့စိတ်အကြောင်းမို့လို့ဒုက္ခရောက်တာနော်ဟောရပြီးတဲ့အခါလည်းဘယ်ရောက်တော့ဆိုဖမ်းမိတဲ့အခါထောင်သွင်းအကျဉ်းချခံရတာတို့အရက်ထဲမှာနှိမ့်ဆက်ခံရိုက်နေခံရတာမဖြစ်ဘူးလားဩလောဘကဒုက္ခပေးတာပေါ့အေးဒါကြောင့်မို့လို့ဒီတဘာဝတရားဟာနုနုလေးဆိုရင်နုနုဒုက္ခပေးတယ်ခက်ချမ်းချမ်းဆိုခက်ချမ်းချမ်းဒုက္ခပေးတတ်တယ်ပေါ့မီးလေးဟာထင်းကိုဆွဲလောင်လို့ရှိရင်ထင်းဟာရုပ်ပြက်ဆင်းရဲဖြစ်ပြီးမီးတွေကပြာပေါ်ကရောက်ရတယ်လို့ပဲစိတ်လေးဟာလည်းပဲကြည်လင်အေးမြနေတဲ့စိတ်ကလေးဟာအလောင်းခံလိုက်ရတဲ့သဘောဒါကြောင့်မို့ရှင်အနန္ဒာရှင်းပြတယ်အေးရာဂစိတ်ရဲ့လွှမ်းမိုးမှုခံနေရတဲ့ပုဂ္ဂိုလ်တယောက်ဟာတဲ့ဘာဖြစ်လဲကိုယ်လည်းနှိမ့်ဆက်ဖို့ညှင်းဆဲဖို့ကိုယ်ဒုက္ခရောက်ဖို့လည်းဖြစ်တယ်တဲ့ကိုယ်သာဒုက္ခရောက်တာမဟုတ်ဘူးကြံတဲ့တစ်ဖက်သားကိုလည်းပဲဒုက္ခရောက်စေတယ်ကိုယ်လည်းဒုက္ခရောက်မယ်ကြံတဲ့တစ်ဖက်သားလည်းဒုက္ခရောက်မယ်ဒါရင်လားဆိုတော့မကဘူးတဲ့စိတ်ဆင်းရဲမှုဝမ်းနည်းကြေကွဲမှုဆိုတာတွေကိုလည်းဖြစ်ပေါ်စေနိုင်တယ်တဲ့ဟုတ်ကဲ့ရာဂပဲဖြစ်ဖြစ်ဒေါသပဲဖြစ်ဖြစ်မောဟပဲဖြစ်ဖြစ်ကြည့်လိုက်မယ်ဆိုရင်ဒီသဘာဝတရားတွေထုတ်လုပ်တဲ့အကျိုးဆက်ဟာဒီတိုင်းပဲလာမှာပဲဒေါသဖြစ်လို့ရှိရင်လည်းထို့တူပဲကိုယ်ဆင်းရဲအောင်လုပ်မိလိမ့်မယ်သူများဆင်းရဲအောင်လုပ်မိလိမ့်မယ်အ ਨੇ ဆုံးစိတ်ဆင်းရဲမှုတွေခံရမယ်အေးမောဟဖြစ်လို့ရှိရင်လည်းမလုပ်တဲ့နာတွေလုပ်တဲ့လုပ်တဲ့နာတွေမလုပ်ဖဲနေတယ်မလုပ်ဖဲနေသည့်အတွက်ကြောင့်ကိုယ့်အတွက်အကျိုးဆင်းရဲအကျိုးဆိုးရုပ်တယ်သူတစ်ပါးရဲ့အကျိုးဆိုးမှုတွေကိုဖြစ်တယ်နောက်ဆုံးမှာစိတ်ဆင်းရဲမှုတွေခံစားရတယ်ဟောရာဂကြောင့်ဖြစ်စေဒေါသကြောင့်ဖြစ်စေမောဟကြောင့်ဖြစ်စေဒီအပြစ်တွေဟာကိုယ်တိုင်ရှာကြည့်လို့မတွေ့နိုင်ဘူးလားတွေ့နိုင်တယ်နော်ဘုရားဟောတာကကိုယ်တိုင်သိလို့မရဘူးဆိုရင်မှန်ကောင်းမှမှန်မယ်အခုကကိုယ်တိုင်သိလို့ရတယ်ကိုယ်တိုင်ကြည့်လို့ရဘုရားဟောတဲ့အတိုင်းရာဂကြောင့်ဒုက္ခရောက်သွားတာတွေကြည့်လေသမီးကြီးစားနဲ့ကွဲလို့ကိုယ့်ကိုယ်တတ်သိသွားတာတို့တရားဘောကခုံချတယ်ဆိုတဲ့ story တွေမရှိဘူးလားပြည့်တာပဲဒါမျိုးတွေကအရက်ထဲမှာလည်းပဲမကြားခြင်းအဆုံးရှိတာပဲဟုတ်ကဲ့လား
အရထဲနေတဲ့လူကပိုသိတာပေါ့ဒီကိစ္စလေးဩဒုက္ခရောက်ကြတယ်ဆိုတာဟာတဏှာရာဂကိုအကြောင်းပြုပြီးတော့ဒုက္ခရောက်တာတွေမြောက်များစွာရှိတယ်ပေါ့ကြည့်လေအသက်အရွယ်ကြီးလို့အဖိုးအဖွားရောက်လာတဲ့အခါမှာမြီးကိုချစ်လို့တဲ့မြီးလေးမလာလို့ရှိရင်အိမ်ကနေတမျောမျောမြီးကတော့ဟိုမှာအပြင်မှာတငယ်ချင်းအပေါင်းအသင်းနေတဲ့ပျော်ပါပြီးတော့ဝမ်းမြောက်ဝမ်းသာဖြစ်ပြီးကခုံပျော်ပြအိမ်ကအဖိုးတို့အဖွားတို့ကမရောက်သေးလို့ဆိုအိမ်မပျော်တာတွေရောမဖြစ်ဘူးလားဖြစ်ပါရဲ့ဗျာဒါဖြင့်အဖိုးအဖွားတွေအိမ်မပျော်တာဘာကြောင့်လို့ဆိုမြီးကိုချစ်တဲ့တဏှာရာဂကြောင့်ဖြစ်တာအဲ့ဒါဟုတ်ကဲ့လားမအိမ်နိုင်ဘူးမလာမချင်းအိမ်မပျော်ဘူးဆိုတာတွေဖြစ်တယ်။ဩသားသမီးရှိတဲ့ပုဂ္ဂိုလ်တွေလည်းထို့တူပဲသားကပြန်မလာသေးလို့သမီးကပြန်မလာသေးလို့စိတ်ထဲကတပူပူတကြောင်ကြောင်နဲ့ဖြစ်မနေဘူးလားဖြစ်ပါဘူး။အဲ့ဒီလိုဖြစ်နေတာဟာဘယ်သူကြောင့်ဖြစ်တာတုံးလို့ထင်တော့တဏှာကြောင့်ဖြစ်တာတဲ့အကယ်၍တဏှာရာကမရှိဘူးဆိုရင်ဒီဒုက္ခမျိုးရပါမလားမရပါဘူး။အေးအဲ့ဒါကိုပြောတာတန်ဒိဋ္ဌိကိုကိုယ်တိုင်ကြည့်လို့ရတယ်လို့ဆိုတာကိုယ်တိုင်ခံစားကြည့်လို့ရတဲ့ဟာပဲအဲ့ဒါကိုတရားလို့ပြောတာနော်ဒီတရားဟာတဆင့်ကြားတရားလည်းမဟုတ်ဘူးမှန်မှမလားလို့ဒီလိုတွေးเสียလည်းမလိုတော့ဘူးဘာဖြစ်လို့ကိုယ်တိုင်သိတာပဲလက်တွေ့အမှန်တမ်းကြားတယ်လို့ဒါပြောတာကဲတဏှာရာဂပဲဖြစ်စေဒေါသပဲဖြစ်စေမောဟပဲဖြစ်စေကိုယ်ဆင်းရဲဖို့လည်းဖြစ်တယ်သူတစ်ပါးဆင်းရဲဖို့လည်းဖြစ်တယ်စိတ်ဒုက္ခတွေကိုလည်းရောက်စေတတ်တယ်တဲ့ဒါတွေမဲ့လားဆိုရင်ကြည့်လေမကသေးဘူးဒီတရားဖြစ်နေလို့ရှိရင်ဒီလိုဒုက္ခတွေရောက်တာကိုသိရတယ်လို့တဏှာရာဂမရှိတော့ဘူးဆိုလို့ရှိရင်လည်းအဲ့ဒီဒုက္ခတွေမရှိတော့ဟုတ်ကဲ့လားဥပမာပဲမြီးမရှိလို့ဖြစ်စေသားသမီးမရှိတဲ့ပုဂ္ဂိုလ်ပဲဖြစ်စေသားသမီးနဲ့ပတ်သက်တဲ့အချစ်မရှိသည့်အတွက်ကြောင့်မြီးနဲ့ပတ်သက်တဲ့အချစ်တန်ရောစဉ်မရှိသည့်အတွက်ကြောင့်မြီးကိုပူရတာသားသမီးကိုပူရတာမျိုးရှိသေးလားမရှိတော့ဘူး။ဩဒါတဏှာရာဂရှိရင်ပူတယ်တဏှာရာဂမရှိရင်မပူဘူးဆိုတာအမတ္တမထင်ရှားပါတယ်။ဒါကြောင့်မလို့ဒါတဏှာရာဂရဲ့အပြစ်ဒေါသရဲ့အပြစ်မောဟရဲ့အပြစ်တွေဟာဒီလိုအပြစ်တွေရှိတယ်ဒါကြောင့်မလို့ဒီတဏှာရာဂဆိုတာတို့တွေဖယ်ရှားပြီးမှအဆိုးဆုံးလို့ဆိုတဲ့ပူလောင်မှုတွေကိုဖြစ်ပေါ်စေတဲ့အဆိုးဆုံးကိုဖယ်ရှားမှငြိမ်းချမ်းမှုဆိုတဲ့အကောင်းဆုံးကိုလက်ခံရရှိကြမှာဖြစ်တယ်လူတိုင်းဟာအေးချမ်းချမ်းတော့နေကြရတယ်ငြိမ်းငြိမ်းချမ်းချမ်းနေကြရတယ်သို့တော့နေနိုင်ရလားဆိုမနေနိုင်ဘာဖြစ်လို့မနေနိုင်တာတော့ဆိုအဆိုးဆုံးနေမှာမဖယ်ရှားတာဟုတ်အဆိုးဆုံးနေမဖယ်ရှားတဲ့အတွက်ကြောင့်ငြိမ်းချမ်းမှုဆိုတဲ့အကောင်းဆုံးဘယ်သူမှမရနိုင်ဘူးပေါ့ဒီလိုဆိုလို့လားဟုတ်ကဲ့နောက်တစ်ခုစဉ်းစားပြီးတော့ကြည့်အောင်ဟောရဟာကရာဂဖြစ်စေဒေါသဖြစ်စေမောဟဖြစ်စေဒီတဘာဝတရားတွေစိတ်ထဲမှာဖြစ်ပေါ်လာပြီဆိုလို့ရှိရင်အဲ့ဒီဖြစ်ပေါ်နေတဲ့ပုဂ္ဂိုလ်ဟာဘာတွေလုပ်လဲလို့ကြည့်ထင်ရှားတာတခုပြောမယ်ဒေါသဖြစ်လာပြီဆိုတဲ့ပုဂ္ဂိုလ်တယောက်ရဲ့အမူအရာကိုပဲကြည့်လိုက်ဒေါသဖြစ်လာတဲ့ပုဂ္ဂိုလ်တယောက်ဟာတွေးရင်ဘာတွေတွေးမလို့ဆိုရင်ကိုယ်နဲ့မတည့်တဲ့လူသေပါစေဆိုတဲ့အတွေးမျိုးမတွေးဘူးလားဒီလူဒုက္ခရောက်သွားပါစေဆိုတဲ့အတွေးရိုက်ချင်နှက်ချင်တဲ့အတွေးတွေမတွေးဘူးလားအေးအဲ့ဒါတွေးနေတာဗျာပါဒလို့ခေါ်တယ်ဟောကြည့်စိတ်ထဲမှာဒီအတွေးတွေတွေးနေတယ်ဟောပြောတဲ့အခါကျတော့လည်းပဲချမ်းချမ်းထမ်းထမ်းရိုင်းရိုင်းဆိုင်ဆိုင်ပြောတယ်ဘယ်တော့မှချိုချိုသာသာမပြောဘူးဒါဘယ်သူကြောင့်ဖြစ်တာတော့ဆိုဒေါသကြောင့်ဖြစ်တာပဲလှုပ်တဲ့အခါလည်းပဲသွားတယ်လာတဲ့အခါမှာလည်းပဲဆောင်းဆောင်းအောင်အောင်အ ਨੇ ဆုံးလှုပ်တယ်ရိုက်မယ်နှက်မယ်လှုပ်တယ်ဒေါသထွက်လာလို့ရှိရင်ဟုတ်ကဲ့လားအဲ့တော့ဒီဒေါသဟာလူရဲ့စိတ်ကိုလည်းပဲရိုင်းပြစေတယ်နှုတ်ကိုလည်းထွက်ကြမ်းစေတယ်ပြီးတော့ရိုက်နဲ့တပ်ဖြတ်ခြင်းဆိုတဲ့အမှုတွေကိုလည်းကျူးလွန်စေတယ်ဆိုတော့ကောင်းကျိုးချမ်းသာပေးတဲ့တရားမျိုးဟုတ်ပါမလားဟုတ်ပါဘူးဗျာအေးလူတွေဟာစိတ်ကလေးပြေသွားလို့ရှိရင်ဒေါသမရှိတော့ဘူးစိတ်ကလေးပြေသွားပြီဆိုလို့ရှိရင်ဟောဖြစ်သေးလားအရာထဲမှာဇနီးမောင်နှံ2ယောက်လင်မယားရံဖြစ်ပြီဆိုရင်ဟုတ်လားဝုန်းတိုင်းကျဲနေတာပဲเนาะဘုန်းကြီးတို့တခါအရာထဲကြောင်းတစ်ကြောင်းနေဘူးတယ်အိုးဝုန်းတိုင်းကျဲနေ
နောက်ရကြတော့လေထမင်းတူတူစားနေကြဗျာရောကြီးနေတဲ့အခါကျတော့ဟုတ်နိုင်ငံခြားလူတွေတခါတလေပြောပြတယ်ဒီအဘိဓမ္မာသင်တန်းပို့ချရင်ပေါ့လူတွေကလို့အမတန်မှရည်စရာကောင်းတယ်လို့ဒေါသထွက်နေတယ်ဆိုလို့ရှိရင်သူတို့နိုင်ငံခြားဆယ်နီးကဆဲတယ်ဆို bloody hell လို့ဆဲတယ်နော်သွေးရဲရဲနဲ့ငရဲကြီးလို့ဆဲတာနော် bloody hell ဆိုပြီးပြောဒေါသပြေးသွားပြီဆိုတဲ့အခါကျတော့တယောက်တယောက်ဘာခေါ် sweetie တဲ့ honey တဲ့အမလေး sweetie ဆိုတာချိုးတယ်ပေါ့ချိုလေးပေါ့ honey ဆိုတာလည်းပြားရည်အချိုပဲဟုတ်ကဲ့လားဒီတဲ့ချိုတာရှိရင်ပြောဦးမှာနော် sweetie တဲ့ honey တဲ့ dear တဲ့ဖြစ်လာတယ်အဲ့ဒါလိုပဲဘယ်လိုမျိုးပဲဖြစ်ဖြစ်ချိုးနေတဲ့ဒီစိတ်ကြီးနေတဲ့အချိန်မှာစကားလုံးကတစ်မျိုးနော်ဒေါသထွက်လာတဲ့အခါမှာစကားလုံးကတစ်မျိုးဒေါသထွက်နေတဲ့စကားလုံးကလှတာလားဒေါသမချိတဲ့အချိန်ကစကားလုံးကလှတာလားဘယ်စကားလုံးကလှမထင်ဒေါသရှိတဲ့စကားလုံးဆိုရင်အလွန်ကြမ်းတမ်းပြီးဒေါသမရှိတဲ့အချိန်ထွက်တဲ့စကားလုံးကဒေါသမရှိဘဲနဲ့အဲ့ဒီလိုကြမ်းတမ်းထန်ထန်စကားလုံးဟာထွက်ကြလားမထွက်ဘူးတဲ့အဲ့တော့ဒီလိုကြမ်းတမ်းတဲ့စကားလုံးကိုထုတ်လုပ်တဲ့ဒေါသဘယ်အကောင်းဖြစ်တော့မလဲပေါ့ဒါအမတန်မှထင်ရှားတယ်ကိုလက်တွေ့ကျင့်သုံးလို့ရတဲ့တရားတွေဒါကြောင့်မို့ရှင်အနန္ဒာကပြောပြတယ်ရာဂဒေါသမောဟဆိုတာဒါတွေဖြစ်လာပြီဆိုလို့ရှိရင်တဲ့မကောင်းမှုဒုစရိုက်တွေအကုန်လုံးလုပ်တော့တာပဲတယောက်နဲ့တယောက်တော့မတူဘူးပေါ့နော်ဒုစရိုက်တွေလုပ်တယ်လောဘဒေါသမောဟငြိမ်းသွားတာနဲ့တပြိုင်တည်းဒုစရိုက်မလုပ်တော့ဘူးတဲ့ဒါဟာအပြစ်တစ်ခုပါပဲနောက်တစ်ခုကြည့်တဲ့အခါကျတော့ကြည့်ရာဂတွေဖြစ်နေတဲ့အချိန်ဒေါသတွေဖြစ်နေတဲ့အချိန်မောဟတွေဖြစ်နေတဲ့အချိန်ရာဂဒေါသမောဟရဲ့လွှမ်းမိုးမှုခံနေရတဲ့အချိန်လူတွေနားလည်အောင်ပြောမယ်ဆိုစိတ်တအားဆိုးနေတဲ့အချိန်စိတ်ဆိုးနေတဲ့အချိန်ကိုယ်အကျိုးလားသူ့အကျိုးလားနှုတ်အတွက်အကျိုးလားကောင်းတဲ့စကားလားဆိုးတဲ့စကားလားသူသိနိုင်သေးရဲ့လားသိဘူးပြောရမယ့်စကားလားမပြောအမေပေါ်မှာလေးစားမှုရှိသေးရဲ့လားအဲ့ဒီချိန်အဖေပေါ်မှာရောလေးစားမှုရှိသေးလားနော်လေးစားမှုမရှိတော့ဘူးအရင်တော့ကစတိလတထေးကြီးရဲ့အလောင်းဟိုဘွားတုန်းကလည်းသူတထေးပဲအဲ့ဒါလို့စတိလအလောင်းတထေးကြီးကဟိုဘွားတုန်းကရွှေပြိန်တယ်ပေါ့ကတ္တဗမြတ်စွာဘုရားဓာတ်တော်တွေကိုဌာပနာတဲ့ဇေဒီကတ္တဗမြတ်စွာဘုရားအတွက်ဓာတ်တော်တွေဌာပနာဖို့ဇေဒီတီးနေတဲ့အချိန်မှာယဟန္တာတစ်ပါးကစတိလအလောင်းရွှေပြိန်တဲ့အိမ်သွားပြီးတော့မင်းတို့တာဝန်ယူထားတဲ့ရွှေတွေဟိုမှာဘုရားတဲနေတာလိုးနေပြီအဲ့ဒါတွေကိုလှူကြဖို့အချိန်တော်ပြီလို့တော့ပြောတာအဲ့ဒီပြောနေတဲ့အချိန်မှာသူကအိမ်ကဒကမနဲ့ရံဖြစ်တာစကားများတော့ဒေါသဖြစ်နေတော့အဲ့ချိန်မှာသူကဒေါသကမပြေသေးတော့အဲ့ဒီယဟန္တာကနေပြီးတော့ရွှေတွေပို့ဖို့သွားပြီးပြောတဲ့အခါကျဘာပြောလိုက်တော့ဆိုကိုတော့ဖရာရေထဲသာမျောပလိုက်လို့ပြောတယ်အဲ့လိုပြောလိုက်တဲ့အတွက်ကြောင့်သူဟာဘဝတိုင်းမှာမွေးခြင်းရေမျောခံရတာဖြစ်လာဒါစတိလဝတ္ထုကိုကြည့်လို့ရှိရင်တွေ့တယ်အဲ့တော့ဒေါသဖြစ်လာပြီဆိုလို့ရှိရင်လူတွေကစကားကောင်းမပြောတော့ဘူးเนาะအမေပေမဲ့လို့ရိုးသေးသေးမပြောတော့ဘူးအဖေကပဲရိုးသေးသေးမပြောတော့ဘူးတန်ဃာတွေလည်းရိုးသေးသေးမပြောတော့ဘူးအရက်ထဲများဆိုတခါတော့ကဆရာတော်ကြီးတို့တရားဟောတာအရက်ထဲမှာတဲ့ရံဖြစ်နေတယ်အိမ်တိန်ကရံဖြစ်နေတယ်ဟိုဘက်အိမ်ကဘုန်းကြီးတွေဆွန်ကတ်နေတယ်ပေါ့အဲ့တော့ဘေးကတတိပေးတယ်ဟိုဘက်ကဘုန်းကြီးတွေတန်ဃာတွေရှိတယ်တို့ပြောဆိုစိတ်ဆိုးနေလို့ကဘာပြောတော့ဆိုဂါလို့ပြောတယ်ဟုတ်လားတန်ဃာတွေရှိတယ်ဂိမဆိုင်ဘူးပေါ့ဂါဟုတ်လားအဲ့ဒါလိုပဲဒေါသဖြစ်နေပြီဆိုရင်ဘာမှမဂိမဆိုင်တော့တာနော်ဂိမဆိုင်တော့တဲ့အနေအထားမျိုးရောက်တယ်အဲ့ဒါလိုဖြစ်တာဟာဒါဒေါသရဲ့အပြစ်တွေပဲမဟုတ်လားရာဂရဲ့အပြစ်တွေဒေါသရဲ့အပြစ်တွေမောဟရဲ့အပြစ်တွေဆိုရင်ကိုကျိုးကိုလည်းဟောဒီပတိမသိတော့ဘူးမှန်ကန်မသိတော့ဘူးသူတစ်ပါးရဲ့အကျိုးကိုမှန်ကန်စွာမသိတော့ဘူး
လှုပ်တဲ့နာမလှုပ်တဲ့နာလည်းမသိတော့ဘူးတဲ့မှားမှားယွင်းယွင်းနေအကုန်လှုပ်တယ်ဒါကြောင့်မို့လို့ရာဂဒေါသမောဟကိုဖယ်ရှားပြရမယ်တဲ့အဆိုဆုံးနောက်တစ်ခုကျတော့ဘာတုံးလို့ဆိုလို့ရှိရင်ရာဂပဲဖြစ်ဖြစ်ဒေါသပဲဖြစ်ဖြစ်မောဟပဲဖြစ်ဖြစ်ဘုန်းကြီးတို့တွေရဲ့စိတ်ကိုလွှမ်းမိုးထားမယ်ဒါလွှမ်းမိုးနေတဲ့အချိန်ပြောတာအချိန်တိုင်းမလွှမ်းမိုးဘူးနော်တခါတလေတရားနှလုံးသွင်းနေတဲ့အချိန်မှာဒေါသဖြစ်ခဲ့တာမဖြစ်ဘူးလောဘလည်းမဖြစ်ဘူးဒေါသလည်းမဖြစ်ဘူးမောဟလည်းမဖြစ်ဘူးတရားနာနေတယ်တရားစာအုပ်ကလေးဖတ်နေတယ်လောဘလည်းမဖြစ်ဘူးဒေါသလည်းမဖြစ်ဘူးမောဟလည်းမဖြစ်ဘူးဟုတ်လားအဲ့ဒီအချိန်မျိုးမဟုတ်ဘဲနဲ့လောဘဖြစ်နေတဲ့အချိန်ဒေါသဖြစ်နေတဲ့အချိန်မောဟတွေရဲ့လွှမ်းမိုးမှုကိုရနေတဲ့အချိန်ဆိုလို့ရှိရင်လူဟာဘာဖြစ်သွားလဲအဲ့လောဘဒေါသမောဟတွေကလူကိုအမှန်မမြင်အောင်ကန့်သွားအောင်လုပ်နိုင်တယ်ဒါတင်စားပြီးတော့ပြောတာအသိဉာဏ်မရှိတော့ဘူးကိုပြောတာကန့်အောင်လုပ်တယ်လောဘဒေါသမောဟဒါကြောင့်မို့လို့ပြောကြတယ်လေသူကနော် love is blind ဆိုတာကြားဘူးတယ်မဟုတ်လားနော်အတိတ်ကပါတယ် love is blind ဆိုတာအချစ်ဆိုတာမျက်စိမရှိဘူးဟုတ်လားကန်းနေတယ်ပေါ့အဲ့ဒါ love တစ်ခုတည်းတင်ပြောတာမဟုတ်ဘူး hatred is blind ပဲနော်မုန်းတီးခြင်းဆိုတဲ့ဒေါသတရား anger is blind ပဲ anger လည်း blind ပဲ delusion is blind မောဟကလည်း blind ပဲဟုတ်ကဲ့လား make it blind အဲ့တော့လက်ကလည်း make blind ပဲတဏှာရာဂကလည်းပဲလူကိုအကန့်ဖြစ်စေတယ်အကန့်ဆိုတာအကျိုးအကြောင်းမစင်ကြင်နိုင်တာမမြင်တာကိုပြောတာမြတ်စွာဘုရားဟောတဲ့တရားထဲမှာလည်းပဲရာဂအန္တကရဏောတဲ့ရာဂောအန္တကရဏောရာဂဆိုတဲ့တရားဟာကန့်အောင်လုပ်တတ်တယ်ဟောဒေါသောအန္တကရဏောဒေါသဆိုတဲ့တရားလည်းကန့်အောင်လုပ်တတ်တယ်လူဟာအကန့်ဖြစ်သွားတယ်အဲ့ဒါပြောနော်အစက္ခုကရဏောမျက်စိကိုမမြင်အောင်လုပ်လိုက်တယ်ပညာမျက်စိကိုပြောတာကန့်သွားပြီဘာမှမမြင်တော့ဘူးထင်ရလုပ်တော့တာပဲအညာဏကရဏောမသိအောင်လုပ်တယ်ရာဂဒေါသမောဟငကိုကအသိဉာဏ်ရှိတဲ့ပုဂ္ဂိုလ်တော့အသိစိတ်မရှိတော့ဘူးလို့ဆိုလို့မှားမှားရွေးရွေးနေအကုန်လုပ်တယ်ပညာနိရောဓိကောအသိဉာဏ်တွေကိုချုပ်ကွယ်ပျောက်ကွယ်သွားအောင်လုပ်တယ်ဒါတွေမကဘူးဝိခာတပက္ခိကောရာဂဒေါသမောဟဖြစ်လာလို့ရှိရင်ပင်မဆင်းရဲဖို့ပဲပင်မဆင်းရဲဖို့ဖြစ်စေတတ်တယ်နောက်ဆုံးတစ်ခုကအနိဗ္ဗာန်သာဝတ္တနိကောရာဂဖြစ်နေလို့ရှိရင်စိတ်ရဲ့ငြိမ်းချမ်းမှုတွေမလာတော့ဘူးဒေါသဖြစ်နေစိတ်ရဲ့ငြိမ်းချမ်းမှုတွေမလာတော့ဘူးမောဟဖြစ်နေလို့ရှိရင်စိတ်ရဲ့ငြိမ်းချမ်းမှုတွေမလာဘူးတဲ့ဟောကြည့်လိုက်မယ်ဆိုရင်ရာဂဒေါသမောဟတွေကဘုန်းကြီးတို့တွေမှာဘလောက်ဒုက္ခပေးတယ်လဲဆိုတာကိုမစင်ရင်မစင်စားလို့ရှိရင်သိပါမလားမသိဘူးတဲ့ဒီတရားတွေကဘယ်မှာရှိတာတော့ဆိုကိုယ်တဏ္ဍာမှာရှိတာပဲအဲ့တော့ကိုယ်တဏ္ဍာမှာဒီအစိုးတရားတွေကိုဒါအခုတွေးရပြီဒီလိုအပြည့်အနာစာတွေကိုဖြစ်ပေါ်တတ်တဲ့ရာဂဆိုတဲ့တရားဖြစ်ပေါ်စေတတ်တဲ့ရာဂဆိုတဲ့တရားဒေါသဆိုတဲ့တရားမောဟဆိုတဲ့တရားတွေဟာအဆိုးဆုံးနေဖြစ်နေဘာဖြစ်လို့အဆိုးဆုံးတွေကိုဖြစ်ပေါ်နေစေလို့သူတို့ကိုအဆိုးဆုံးနေလို့ပြောတာเนาะအဲ့ဒီအဆိုးဆုံးတွေကိုဖယ်ရှားလိုက်နိုင်မှဘုန်းကြီးတို့တွေဟာအကောင်းဆိုတာတွေ့မှာတဲ့အဲ့ဒါတွေကိုမဖယ်ရှားနိုင်တဲ့များတော့အကောင်းဆိုတာမတွေ့နိုင်ဘူးတဲ့ကောင်းပြီဒီလိုအဆိုးတွေကိုဘာနဲ့ဖယ်ရှားမလဲရာဂကိုဖယ်ရှားဖို့အတွက်မြတ်စွာဘုရားကနီးလန်းနေပေးတယ်အတွေ့အတာတွေသိမ့်များနေလို့ရှိရင်မမြဲတဲ့သဘာဝတရားကိုမကြမကြဆင်ញင်ပေးရမယ်တဲ့လောဘကကြီးနေမှာပဲပစ္စည်းဥစ္စာကိုတွေ့တာမှုများလာတဲ့ပုဂ္ဂိုလ်တွေကဘာဆင်ញင်စဉ်းစားလဲအေးပစ္စည်းဥစ္စာဆိုတာတဘောတခဏပဲဘယ်ရာမှမမြဲဘူးเนาะလူကတော့လဲဥစ္စာကိုစွန့်ဥစ္စာကတော့လဲလူကိုစွန့်သိရင်အကုန်ထားခဲ့ရမှာပဲဒါတွေတွဲနေလို့လဲအလကားပဲဟောအနိစ္စသဘောကိုဆင်ញင်စဉ်းစားကြည့်လိုက်လို့ရှင်ပစ္စည်းပေါ်တွဲတာကိုလျှော့ချလို့ရသွားလူပေါ်တွဲတာလည်းပဲထို့တူပဲအေးသူလဲသူတနေ့သိရမှာငါလဲတနေ့သိရမှာပဲတနေ့ကျတော့ခွဲခွာကြရမှာပဲပြီးရဟိဝိပယောကောတနေ့ကျလို့ရှင်ဟုတ်လားတတ္တဝသင်္ခါရတွေနဲ့တို့တွေဟာခွဲခြားရမှာတွေကြီးပဲဒါတွေကိုတွေ့တာနေလို့မဖြစ်ဘူးလို့တရားသဘောနဲ့ဆင်ញင်စဉ်းစားကြည့်လိုက်လို့ရှိရင်တွေ့တာမှုတွေရောကျသွားနိုင်တယ်ပေါ့
နောက်ဆုံးကြတော့ဖယ်ရှားပြစ်နိုင်အောင်အတုပကမ္မထံကိုပွားခြင်းအတုပဆိုတာမတင့်မတည့်ယွန်ရှာပွဲကိုယ်ခန္ဓာကိုယ်ရဲ့တင့်တယ်မှုမရှိတဲ့သဘောတွေကိုဆင်ခြင်စဉ်းစားတာဒါအတုပလို့ပြောတာနော်အခုကလူတွေကတော့ဟိုသေတဲ့လူမှအတုပလို့သွားထင်တယ်မှန်ကတော့အသက်ရှင်နေတဲ့ပုဂ္ဂိုလ်တွေလည်းအတုပပဲနော်မတင့်တယ်တာကိုပြောတာအတုပဆိုတဲ့စကားလုံးကမတင့်တယ်ဘူးလို့ပြောတာတင့်တယ်ယွန်ရှာမှုတွေဖြစ်စေတယ်အဲ့ဒီအတုပတင်ညာလူတွေဆိုတာတင့်တယ်မှုမရှိဘူးဆိုတာတွေကိုယွန်စရာတွေနဲ့ပြည့်နေတယ်ဆိုတာကိုဆင်ခြင်စဉ်းစားခြင်းဖြင့်ခုနကရာဂကိုလျှော့ချနိုင်ပါတယ်တဲ့ဟောနောက်တစ်ခုဒေါသကိုဘယ်နည်းနဲ့လျှော့ချရမှာလို့ဆိုရင်ဒေါသလျှော့ချဖို့အတွက်ကြတော့မုန်းတိမှုကိုဖယ်ရှားနိုင်တဲ့မေတ္တာတရားကိုပွားများအထောက်ခြင်းဖြင့်လျှော့ချနိုင်တယ်အလုံးနေအစဉ်ပြေကြပါစေဆိုတဲ့မေတ္တာတရားပွားရဒါကြောင့်မို့လို့မြတ်စွာဘုရားကဒေါသတပါဟနာယမေတ္တာဘာဝေတ္တပါမေတ္တာဘာဝေတ္တပါဒေါသတပါဟနာယဒေါသကိုဖယ်ရှားဖို့အတွက်မေတ္တာဘာဝနာပွားတဲ့မေတ္တာဘာဝနာပွားခြင်းဖြင့်တစားနဲ့တစားဒေါသတွေဟာနည်းပါသွားပြီးနောက်ဆုံးဟာဖယ်ရှားခြင်းခံရတဲ့အနေအထားမျိုးထိရောက်သွားနိုင်တယ်ဒါဖြင့်မောဟကြတော့ဘာနဲ့ဖယ်ရှားမလို့ပညာနဲ့ပဲဖယ်ရှားလို့ရတယ်အသိလိမ္မာဉာဏ်ပညာရအောင်တရားဓမ္မတွေတရားနာရမယ်တရားစာအုပ်တွေဖတ်ရမယ်မေးမြန်းရမယ်ဆွေးနွေးရမယ်ကိုယ်တိုင်လည်းလက်တွေ့သိတဲ့လောက်ကျင့်သုံးရမယ်အဲ့ဒီနည်းနဲ့သုတမယပညာတွေရလာမယ်ဘာဝနာမယပညာတွေရလာတဲ့အခါကျတော့မောဟဆိုတာတစားနဲလာဘာသာရေးအလုပ်တွေနဲ့ပတ်သက်လာရင်ဒီတရားကကျင့်သုံးတဲ့တရားဒီတရားကမကျင့်သုံးတဲ့တရားဒါကကောင်းတာဒါကမကောင်းဘူးဆိုတာတွေသိမလာပေဘူးလားအဲ့ဒါလို့အသိဉာဏ်လေးတွေရလာလို့ရှိရင်မောဟဆိုတာနဲသွားတာပဲတဖြည်းဖြည်းမသိတာမျိုးမရှိတော့နော်အဲ့ဒါလို့သူအဖြေလေးတွေနဲ့ဒီလိုဖြည့်ရှင်းပြီးတော့သွားမယ်အဲ့ဒါလို့ဖြည့်ရှင်းသွားဖို့ရတဲ့နောက်ဆုံးမှာဒီအဆိုးဆုံးတွေကိုဖယ်ရှားနိုင်ဖို့အတွက်တကယ်လိုက်နာကျင့်သုံးပြီးတော့ကိုယ်တဏ္ဍာမှာဖြစ်ပွားစေရမယ့်တရားတွေကတော့မဂ္ဂင်၈ပါးအကျင့်တရားပဲအဲ့ဒီမဂ္ဂင်၈ပါးအကျင့်တရားဆိုတာတေချာကြည့်လိုက်မယ်ဆိုလို့ရှိရင်နံပါတ်1ကသူကမြတ်စွာဘုရားကနံပါတ်1ကိုသမ္မာဒိဋ္ဌိနဲ့သမ္မာသင်္ကပ္ပလို့ဒီနှစ်ခုထားတာရှေးဥစွာဘာလို့လဲဆိုရင်အမှန်မြင်ဖို့လိုတယ်အမှန်မြင်ဖို့အတွက်ဘာလို့ရမလဲအမှန်တွေးတတ်ရမယ်မှန်မှန်ကန်ကန်မြင်ပြီးတော့မှန်မှန်ကန်ကန်တွေးတတ်လာလို့ရှိရင်ဘာလို့ရမလဲဒုစရိုက်တွေကရှောင်တဲ့မှန်ကန်တဲ့လောက်ရရှိရမယ်ဒုစရိုက်တွေကရှောင်တဲ့မှန်ကန်တဲ့လောက်ရမမှန်ကန်တဲ့စကားတွေကိုဝစီဒုစရိုက်တွေကရှောင်တဲ့မှန်ကန်တဲ့စကားမျိုးအသက်မွေးမှုမှားယွင်းမှုမရှိစေဘဲနဲ့မှန်ကန်တဲ့အသက်မွေးမှုဆိုတဲ့သမ္မာကမ္မန္တသမ္မာအာဇီဝသမ္မာဝါယာမဆိုတဲ့ကိုချင်းတရားကောင်းမှုအခြေခံရမယ်အဲ့ဒီကိုချင်းတရားကောင်းမှုအခြေခံပြီးတဲ့နောက်မှာကိုယ်တဏ္ဍာမှာအဆိုးတရားတွေမဖြစ်အောင်ကြိုးစားရမယ်ဖြစ်လာလို့ရှိရင်လည်းဖယ်ရှားရမယ်ဖယ်ရှားဖို့ကြိုးစားရမယ်အကောင်းတရားတွေကိုယ်တဏ္ဍာမှာမလာသေးလို့ရှိရင်လာအောင်မဖြစ်သေးရင်ဖြစ်အောင်ဖြစ်လာပြီးရင်ထိမ့်သိမ်းစောင့်ရှောက်ကြီးပွားတိုးတက်အောင်လုပ်ရမယ်ဆိုတဲ့တမ္မာဝါယာမမှန်ကန်တဲ့ကြိုးပမ်းအထောက်မှုလုပ်ရမယ်အဲ့ဒီလိုမှန်မှန်ကန်ကန်ကြိုးပမ်းအထောက်နိုင်ဖို့အတွက်ဘာလိုအပ်လဲဆိုရင်တမ္မာတတိကိုယ့်ကိုမြဲတတိထားနေဖို့လိုအပ်တယ်မိမိလျောက်ရောက်နေလို့ရှိရင်သိပါမလားငါတဏ္ဍမှာလောဘရှိနေသလားဒေါသရှိနေတယ်မောဟရှိနေသလားဆိုတာတတိမထားဘဲနဲ့သိနိုင်ပါမလားမသိနိုင်ဘူးတတိမထားလို့ရှိရင်ဗမာစကားမရှိတယ်မို့လားတတိမူမှတတိမမူရင်ဂုမမြင်ဘူးတဲ့တတိမူရင်မြူတော်မြင်တယ်ဆိုတာတချို့ကိုယ်အိမ်ထဲမှာတော့ဘာရှိမှတစ်ပင်ဘယ်နှပင်ရှိမှတတိမမူရင်မသိဘူးဟုတ်ကဲ့လားအဲ့ဒါကြောင့်တမ္မာတတိဆိုတာကျိုးပန်းအထောက်မှုရှိလို့ရှိရင်မှန်ကန်တဲ့တတိလေးတစ်ခုလေ့ကျင့်ပြီးတော့ယူရမယ်လေ့ကျင့်တဲ့နည်းတွေကိုလည်းတတိပဋ္ဌာန်တုတ်မှာမြတ်စွာဘုရားဟောထားတာရှိတယ်အဲ့ဒီနည်းနဲ့လေ့ကျင့်လို့တတိတွေကောင်းလာပြီဆိုရင်စိတ်ကလေးကိုအာယုန်တစ်ခုတည်းပေါ်မှာတည်တည်ငြိမ်ငြိမ်ထားနိုင်အောင်ထားမယ်ဆိုရင်တမ္မာတမာတိဆိုတာဖြစ်လာမယ်အဲ့ဒီနည်းတွေနဲ့ခုနကအဆိုးတရားတွေကိုဖယ်ရှားနိုင်ပါတယ်တဲ့မြတ်စွာဘုရားကနိလန်းနေဒီလိုပေးတယ်အဲ့ဒါကိုရှင်အနန္ဒာကရှင်းပြတယ်အဲ့ဒီရှင်းပြတဲ့အတိုင်းဘုန်းကြီးတို့တရားချက်ခင်သူတော်စင်ပြိဿအပေါင်းတို့ဟာရာဂဒေါသမောဟလို့ဆိုတဲ့အဆိုးဆုံးတရားတွေကိုဖယ်ရှားနိုင်မှသာလဲအကောင်းဆုံးလို့ဆိုတဲ့စိတ်ငြိမ်းချမ်းမှုတွေဆင်းရဲဒုက္ခလွတ်ကင်းပြီးတော့နိဗ္ဗာန်ချမ်းသာဆိုတဲ့ချမ်းသာ
မှုအမျိုးမျိုးရရှိခံစားနိုင်မှာဖြစ်တယ်ဆိုတာကိုယ်စီသဘောပေါက်ပြီးတော့အဆိုးဆုံးသောတရားများကိုဖယ်ရှားနိုင်အောင်ကြိုးစားအားထုတ်နိုင်ကြပါစေကုန်သတည်းမေတ္တာပွားရအောင်တတ္တဝါများစွာဘေးရန်ကွာချမ်းသာကြပါစေတတ္တဝါများစွာဘေးရန်ကွာချမ်းသာကြပါစေမေတ္တာရေချမ်းသွန်ငါဖြံငြိမ်းချမ်းကြပါစေမေတ္တာရေချမ်းသွန်ငါဖြံငြိမ်းချမ်းကြပါစေသက်ရှိချမ်းသာစိတ်ချမ်းသာလူရဆန္ဒပြေပါစေသက်ရှိချမ်းသာစိတ်ချမ်းသာလူရဆန္ဒပြေပါစေဓမ္မောတတံပိဝိတဝါနဝိသာတဗ္ဗေတမုဟတံအစရမရာတိတိဘာဝံနိဗ္ဗာနံယန္တုတာရောဓမ္မောတရံလောဘဒေါသမောဟစိတ်တောက်ကင်းပြောက်ကြည်တရားစေကိုပိဝိတဝါဝန္တာရှင်ပြတောက်ကြရနာကြရကုန်သောကြောင့်ဝိသာတဗ္ဗေပူဇာညစ်နောက်ကိလေသာအစိတ်အတောက်ဟုသမျှတို့သည်သမုဟတပိဉ္ကြဘဲတွင်ရေမတင်တဲ့ကဲ့သို့ကင်စင်လွင်ပြောင်းပေမရောက်အောင်ပဲဖြောင်းအပ်ကုန်သည်ဟွန်တုစင်စစ်မသွေဖြစ်ကြပါစေကုန်သတည်းအစရမရံအိုခြင်းလဲကွာနာခြင်းလဲကင်သေးခြင်းလဲရှင်ထသောတိတိဘဝကိလေသာဟုပုခတိန်ကင်းခြင်းရာအစစ်ဖြစ်ပေထသောနိဗ္ဗာန်နိဗ္ဗာန်ဟုခေါ်အေးမြူတော်သို့သာရောတရားချစ်ခင်စိတ်ကောင်းဝိညာသူတော်စင်များတို့သည်ယန္တုပါရမီအစဉ်စဉ်မြင့်လည်းမြင်၍မလင့်ပုံသေးဆက်ရောက်တော်မူကြပါစေကုန်သတည်း